အဲ့ဆိုကျွန်တော်စကားပြောရတယ်နင်သိလားအခုကကြောင့်လူကြီးနဲ့ပြောရပဲနဲ့ screen တွေကြည့်နေရတယ်အဲ့လိုလေးနဲ့ဖြစ်နေဟိုတောင်းဆိုတာဖြစ်နိုင်ရင်တော့ဖွင့်နိုင်ပြီပေါ့နော်ကင်မရာ shine ဖြစ်တယ်ဆိုလည်းမဖွင့်ရင်ဖွင့်တယ်ပေါ့အမေကျွန်တော်ပြောနေတဲ့topic တွေတော်တော်များများပါနော်အခုလောလောဆယ်က2027ကိုပြင်နေရလေ beginner တွေကဒီနှစ်မှာတော့မမီတော့ဘူးဒီနှစ်ကတော့အမြန်သင်တော့မီမယ်ဒါပေမဲ့ really is very hard ဖြစ်သွားပြီဒါပေမဲ့နောက်နှစ်မှာcareer တကယ်စချင်တယ် client တွေရချင်တယ်ဆိုရင်လေကျွန်တော်ပြောပြတဲ့ point တွေထဲမှာအရေးကြီးတဲ့တစ်ခုက personal brand ထောင်ဖို့ပဲ personal brand အရေးကြီးတယ်ကျွန်တော် Telegram group ထဲမှာတော့အဲ့ကြောင်ရေးထားပေးတယ်ကျွန်တော်ကိုယ်တိုင်ကအဲ့လိုမျိုးလုပ်နေရလေအဲ့ကြောင့်ဒီ workshop လုပ်တာကျွန်တော်ရင်တော့ဆိုကျွန်တော် page ကိုဝင်ကြည့်လိုက်ကျွန်တော်မျက်နှာသိပ်မရှိဘူးကျွန်တော်နည်းနည်း shy ဖြစ်တယ် camera shy ဖြစ်တယ်အခုမှ personal brand ထောင်နေတာလူတွေနဲ့ပို့ပြီးမျက်နှာပြချင်တယ်အဲ့လိုမျိုးဖြစ်ချင်တယ်ဘာလဲဆိုတော့အခုက2027ကြာရင် AI တွေတအားများလာတော့မှာအဲ့ချိန်ညရင်ကိုယ့်တိုင်ဘက်တဲ့ AI တွေပဲသုံးနေတာ customer ရဲ့ AI တွေကိုတဖြည်းဖြည်းမယုံတော့ဘူးအဲ့လိုဖြစ်လာလို့ရှိရင်ကိုက personal brand ကောင်းလုပ်ထားရင်ကိုမျက်နှာနဲ့ပဲလုပ်စားလို့ရတယ်အဲ့လိုမျိုးဆိုတော့ကို design ကလှပေမဲ့လို့ကိုကမျက်နှာမပြအောင်ဆိုရင်နည်းနည်းအပန်းရှုံးတယ်နော်ဆိုတော့ဖြစ်နိုင်ရင်တော့အဲ့လိုအကုန်လုံးကို personal brand ကိုလုပ်စေချင်တယ်ကျွန်တော်လည်းကိုယ်လုပ်နေရမို့လို့နော်ဘယ်နာစမယ်မသိကျွန်တော်ပဲတဲ့ခိုးလို့ရတယ်ကျွန်တော်လည်းအခုမှအဲ့လိုလုပ်နေတာhello yeah အမေခင်ပြောပါကျွန်တော်ပိတ်မှအရင်ကတော့သုံးဘူးရဒါပေမဲ့ထဲဝင်တော့တိတ်ပြီးတော့မသုံးဘူးဗျအခုကြည့်ကကျွန်တော် team project တွေလုပ်ဖို့ရှိရတယ်အဲ့မှာ Figma နဲ့ prototype ဆွဲမှာဆိုတော့အဲ့အပိုင်းကိုလည်းပို့ပြီးသိအောင်လုပ်ဒီ design team project class မှာပြအတန်းနေမှာဘယ်လိုလဲဟုတ်ကျွန်တော်အခုtop up customer join နေရမျိုးရှိတယ် okay အဲ့ဒီမှာကျွန်တော်အခုteam project တကယ်ချင်းနေနဲ့စုပြီးတော့ဒီ collaboration space တွေပါကောင်းအောင်ဆိုပြီးတော့တစ်ချက်ထိုင်းကြည့်နေတယ် okay so ဒီနေ့ကတော့prototype မရောက်သေးဘူး components ပဲရှိတယ်တကယ်ထောင် website တကယ်စောက်တော့မရှိတယ် prototype ကတော့ later class တွေမှာလာ okay နော် that is component ပဲ component ရေးတာကြည့်ရဘာလို့ကြိုက်တဲ့ professional UI project တွေတော့ကြည့်လို့ရှိရင် component 80ခန်းတော့ပါတယ်ဆိုတော့ component ပိုင်လို့ရှိရင်ဒါပွင့်လေပြကျွန်တော်မှလုပ်နေကြပြီ component တော့မှအပြည့်မပိုင်သေးဘူးကျွန်တော်ပွင့်လေပြကျွန်တော်သိရတော့လောက်သင်ပြီးနောက်မှဒါတကယ် industry မှာတော့လုပ်လို့ရတယ်နော်အဲ့ဒါလည်းပြန်ဒီနေ့ကအဲ့အလေး cover လုပ်မယ် okay so 8:30ကျွန်တော်စီမှာကျွန်တော်ဘန်ကောက်မှာတော့8:30ဖြစ်ပြီဟုတ်ဒီမိုင်းမှာဆို8နိုင်တယ်နော်okay so စရအောင်ကျွန်တော် screen share လိုက်မယ်နော်ခဏလေးပါကျွန်တော်ကနေပြီးတော့ screen share လိုက်မယ် okay all right ဟိုလေးမသိရရှိရင်ဖြတ်မေးလို့ရတယ်တိလားmicrophone ဖွင့်ပြီးဖြတ်မေးနော် like ကျွန်တော်ဘာမှမမြင်အောင်နော်ဟို microphone ဖွင့်ပြီးဖြတ်မေးဘာမှဖြစ်ဘူးနော်ဟို interrupted ကြိုက်တယ်နော် like ကျွန်တော်ပြောနေလည်းဝင်ပြောလို့လည်းရဘာမှဖြစ်ဘူးနော် okay အမေးကြရှင်ဝင်ပြီနော် all right so component စမယ်ဆိုရင်ဘယ်ကနေစမလဲတော့ကျွန်တော်အရင်ဆုံးလေတကယ်လက်တွေ့အပြင်မှာရှိရဲ့ website တစ်ခုနဲ့ကျွန်တော်ပြမယ်နော်ဒါကျွန်တော်လွန်ခဲ့တဲ့3နှစ်လောက်ကစောက်ထားတဲ့ website project နော်ဒါဟိုမြန်မာပြည်ကခုတွေးစစ်တဲ့စီကံတော့စောက်ထားတယ် is 3နှစ်လောက်ဆိုနည်းနည်းဟောင်းနေ but it's very beginner friendly ပါသင်ရတာအကောင့်ဒီ project ကအခုလို့ဆိုရင်ကိုကဘယ်လိုဖြစ်လဲဆိုတော့ဒီ website မှာဆိုအများဆုံးတွေ့နေရဘာအရောင်တွေ့နေရလဲအနီရောင်တွေ့နေရ right အကယ်၍အဖြူရောင်ဟုတ်တယ်အဖြူရောင်နဲ့အနီရောင် right so အကယ်၍ customer ကကျွန်တော်တို့က design အကုန်လုံးစောက်လို့ပြီးသွားပြီပဲထားပါ and then customer မနေ့ပြင်ကြတော့စိတ်ပြောင်းသွားပြီအကြောင်းကြောင့်ဟိုသူ့မိမမလာဘူးလို့ပြောတာနဲ့တင်မလား like beating ဆရာအနီဆိုရင်လက်သိတယ်လို့ပြောလိုက်တာနဲ့ဟိုတခုခုအကြောင်းကြောင့် change ဆိုရင်အကုန် change ဆိုရင်ကျွန်တော်ကသိတခုချင်းစီလိုက် change အောင်နော်
so အဲ့လိုမျိုး reason လေးရှိရယ် component သုံးတဲ့ reason ကနောက်တစ်ခုကကျတော့ကျွန်တော်တို့ကဒီ website မှာ pages တွေအများကြီးရှိတယ်နော် pages ကတာမန် web တာမန် project ဆိုရင်အနည်းဆုံးတော့ page က20 30လောက်ရှိတယ်နော် so အဲ့လိုမျိုးဖြစ်တဲ့အတွက်ကျွန်တော် page တွေတိုင်းမှာကျွန်တော်ညီတစ်ခုခုညီရဲ့ညီညာမှုရှိချင်တယ်နော်ဟို consistency ပေါ့ consistency ရှိချင်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့က component သုံးတယ်နော် main reason component သုံးတဲ့ reason အဲ့ so okay ဒီမှာဆိုကြည့်လို့ရှိရင်ကျွန်တော်မှာ packages တွေရှိတယ်နော်ဒီ website မှာ packages တွေရှိတယ်အဲ့ packages တွေကကျွန်တော်တို့မှာဒီမှာ၄လောက်အကွက်တွေ right ဒီပေါ်မှာ title ပြီးသွားလို့ရှိရင်တော့ဓာတ်ပုံရှိမယ်ပြီးရင်ဈေးရှိမယ်ပြီးရင် description ရှိမယ်နော်အဲ့လိုမျိုးသဘောလေးရှိမယ်ဒီအောက်မှာဆိုတော့ button ရှိမယ်နော်အဲ့လိုမျိုးလေးဆိုတူညီတဲ့ဟာလေးရှိရင်ကျွန်တော်ကအပြင်းကြီးရနှစ်ခါမလုပ်ချင် right ဘယ်ဟာမှနှစ်ခါမလုပ်ချင်တော့ component ကိုအကူပြီးတော့သုံးတယ်နော် component ကိုအဲ့လိုမျိုးနေရာမှာသုံးလို့ရတယ်နောက်တစ်ခုကကျတော့ component ဘယ်နေရာမှာသုံးလဲဆိုတော့ prototype လုပ်တဲ့နေရာမှာသုံးတယ်ဒီကတော့နည်းနည်း advanced ဖြစ်သွားတဲ့အချိန်ကျတော့လည်းရှင်းပြနော်ဒီနေ့တော့ cover မိမှာတော့မသိဘခုသုဒ္ဓနေပြပြတာဘာလို့ component ဒါအရေးကြီးလဲပါနော်ဒီ website မှာကြည့်လို့ရှိရင်ဒါဒီ screen မှာကြည့်ရရင်တော့မှကျွန်တော်တို့ကကို component အများကြီးတွေ့ရတယ်component ကဒီ logo ကိုလည်းကျွန်တော်တို့များ component အနေနဲ့ထားတယ်ဒီ ဒါဆိုလဲဒါ button လို့ခေါ်တယ်နော်ဒါစာဖြစ်ပေမဲ့ဒါ button ဘာလို့နှိပ်လို့ရတယ်ဆိုတော့ဒီ button တွေကိုလည်းကျွန်တော်တို့ component အနေနဲ့ထားတယ်ဒီဘက်ကလည်း component ဒီထက်ဟာလည်း component ဆိုကျွန်တော်ဒီ screen ကိုကြည့်လိုက်မယ်ဆိုရင်ဟို80%လောက် component ဖြစ်တယ်နော်အဲ့အကြောင်း component ကိုကောင်းကောင်းပိုင်ပိုင်နိုင်လုပ်တတ်ဖို့လိုတယ်နော် okay alright so component စာလုပ်ရအောင်အဲ့ဆိုဒါယူလာခဲ့ alright so okay so ဒီကဒါတပုံနော် so component ကဒီထက်ကဘယ်အောင်အရင်ကျွန်တော်ထွင်ပြမယ်ဆိုတော့ဒီ cut တွေကိုထွင်ပြမယ်နော်ကိုက website ဆွဲမယ်ဆိုရင်website မှာခဏသုံးဖြစ်မှာဒီ cut တွေနော် cut တွေကဘာလို့ဟိုမှာအကြယ်၍အင်ချန်မြေလုပ်တယ်ဆိုအင်ချန်မြေ website ကိုစောင့်မယ်ဆိုရင်အိမ်တွေအများကြီးရောင်းမယ် right အိမ်အများကြီးရောင်းမယ်ဆိုရင်ဒီမှာအိမ်1အိမ်2အိမ်3အဲ့လိုမျိုးဒီအိမ်ကဘာစေတီးရပဲပဲအဲ့လိုမျိုးပေါ့ cut တွေအများကြီးရှိတယ်တချို့ cut တွေကကျတော့ဟို review လေဟိုဒီ customer review တွေဆိုရင်ကျွန်တော် listing လုပ်ချင်တယ်လေ customer review လေးသွားနေမြင်ဘူးလားမသိအဲ့လိုမျိုးဆိုရင်ကျွန်တော်ကအဲ့ component သုံးချက်နော်ဆိုဒီလိုမျိုး cut တယ်ခဏနေရာတိုင်းမှာလာတယ်နောက်တစ်ခုကကျတော့ double gallery high လေဓာတ်ပုံတွေဆင်ပြီးပြချင်ဆိုကျွန်တော် component သုံးချက်တယ်နော် okay so component သုံးဖို့ကအရင်ဆုံး component တစ်ခုထွင်ရနော် so ဒီလို case မှာကျတော့ကျွန်တော်တို့ကဒီဘက်ဟာထွင်ရဒီကောင်နော်ဒီအောင်ထွင်ရမယ် okay so ဘယ်လိုထွင်မလဲဆိုတော့ကျွန်တော် frame တစ်ခုရင်ထွင်လိုက်နော် frame တစ်ခုရင်ထွင်ပြီးတော့ဒါကတော့အရင် class မှာ cover လုပ်သွားတယ်တော့ဒီ auto layout တော့ပိုင်ဖို့လိုတယ် okayဒီထဲမှာ auto frame တစ်ခုတော့ပိုင်နဲ့ထွင်နိုင်ဖို့လိုပဲเนาะဒီ class က mainly component ကိုဟိုလေးလို့ခေါ်လိုက် main ထားပြီးတော့သင်မှာဆိုတော့ဟိုကတော့အတိအကျတော့မသင်တော့ okay so ဒီထဲမှာကျွန်တော်တို့က section 3ခုရှိမယ်မြင်အောင်အရောင်လေးထည့်လိုက် let's see okay okay so ဒီအောင်အရင်ဆုံး testing လုပ်တာ right testing လုပ်တယ်ဆိုဒီ down အောက်ကိုနှိပ်ပြီးတော့ဒီ down အောက်က close တစ်ခုနှိပ်ပြီးဒီလိုရွှေ့လို့ရှိရင်ဒီလိုရှောက်ကြည့်လို့ရှိရင်သူ့ရဲ့အရောင်လေးကညီညာလိုက်လာတွေ့ဒီလိုညီညာလိုက်လာအဲ့ဒါ responsive design လုပ်တယ်လို့ခေါ်နော်responsive မှတ်ထားကြ sorry responsive နော် responsive လုပ်တယ်လို့ခေါ်အဲ့ဒါအရင် class မှာရှိတယ်နော်ဒီကျွန်တော် chat ထဲမှာလည်း link တော့လုပ်ထားတယ်အဲ့ရလေးတေချာလေ့လာခြင်းတယ်ဆိုဒီကဘယ်လိုလုပ်လဲဆိုလေ့လာခြင်းဆိုအဲ့မှာတတ်ကြည့်နော်ပထမ class မှာကျွန်တော်သင်ပေးရဆိုဒီလို responsive လုပ်လို့ရ responsive ကဘာလို့လုပ်လဲဆိုတော့ screen size ကလူတိုင်းမျိုးစုံရှိတယ်နော် iPhone 17 ကိုင်တဲ့လူနဲ့အရင်တော့ iPhone 5 ကိုင်တဲ့လူနဲ့ဆို screen ကဒီလိုကွာပါ right so ကိုက quick application ပဲဖြစ် website ပဲဖြစ်ဘယ်တော့ဒီလိုဟို site တိုင်းတော့ကိုက line မိပြီးလို့ရနိုင်တဲ့ဟာလုပ်နိုင်ဘူးလို့နော်ဆိုဒီ component ကကျွန်တော်ဒီဟာလုပ်လိုက်ပြီဒါအောင်မှကျွန်တော် cut ဆိုပြီးတော့ထွင်လိုက်နော် cut
so တကယ် web တကယ် live project မှာကျတော့ဒီက website ဆိုပြီးတော့ဆိုရှိတယ်နော်တကယ်ဒါ home page ဆိုပြီးတော့ရှိတယ်1440နဲ့ကျွန်တော်တို့ကဆွဲတယ်ဒါ company တစ်ခုနဲ့တစ်ခုကမတူနော်ဒီ width လေဒီ width အကွာဝေးက1440နဲ့တော့ကျွန်တော်က1440နဲ့ဆွဲတချို့တခြားလူတွေကတခြား width နဲ့ဆွဲနော်ဒါကိုစီကန်းကြီးတော့မဟုတ်ဘူးဒါပေမဲ့ပြီးထားလို့ပြီးထားတော့ကောင်း okay so ကျွန်တော်ကဒီ cut လိုမျိုး component 3ခုဆွဲမယ်ဆိုဘယ်လိုလုပ်လဲဆိုတော့ပထမအဆုံးကကျွန်တော်ဒီ parent frame လေဒီဘက်ကဟာမပြဒီဘက်ဟာဒါကို red ဒါ red ဒါက green ဒါက blue ဒီလိုလိုက်ဒီဘက်မှာနော်ဒီမှာဒါ photoshop နဲ့တူတူပဲဒီဘက် layer နားလေကျင်လဲ first class ထဲမှာအသေးစိတ်တော့ရှင်းပြထား okay so ကျွန်တော်တို့ကဒီကောင်ကြီးကိုဒီ parent ဟာကိုယူပြီးတော့ကျွန်တော် right click လုပ်ပြီး create component လုပ်လိုက် component ကပါသွားလေတော့ဒီမှာဒါလေးပါသွားနော်ဒီဟာလေးပါသွား okay ဒီမှာ၄တော့ဘယ်လိုခေါ်လဲ create ကန်လိုမျိုးဟာလေးပါသွားအဲ့ဒါကတော့အဲ့လိုမျိုးပါပြီဆိုတာ parent component လို့ခေါ်တယ်နော်ဒါတကယ် main component ဒါအောင်မှာကျွန်တော်တို့ကဒီကောင်ကို control ဒီကောင်တစ်ချက်နေပြီးကျွန်တော် control C ပြီးသွားလို့ရှိရင် home page တွေကိုကျွန်တော်ပြစ်ထည့်မယ် control V နော်အဲ့လိုလုံးလိုက်လို့ရှိရင်ဒီမှာဝင်လာပြီနော်ဒီကောင်ကသူ့ရဲ့ instance နော်စလုံးနေသိချင်တော့ instance ဒီလိုခေါ်တယ်နော် instance လို့ခေါ်တယ်ကျွန်တော်မြန်မာလိုပြောမယ်ဒါသူ့ရဲ့ပုံပေါ်ပါနော်ဝူခုံးကကြည့်ဘူးလားမသိဝူခုံးမှာဆိုတင်တယ်သူနားလေးနဲ့အတန်လေးထုတ်ပြီးတော့မြောက်လေးအများဖြစ်လာ right so အဲ့မြောက်တွေကသူ့ရဲ့ကိုပွားရတယ်နော်အဲ့လိုမျိုးသဘောပဲဒီမှာကျတော့ဒါသူ့ရဲ့ကိုပွားဖြစ်နေတာ so ကျွန်တော်ခုနက responsive design ကိုဘာလို့ပိုင်နိုင်လေ့လာဖို့လိုလဲဆိုတော့ responsive design လုပ်လိုက်မှဒီကတ်ကဘာပဲဖြစ်နေဖြစ်ဥပမာဒီကတ်ဒီ site ပဲဖြစ်နေရထားပါတော့ကျွန်တော်ကဒီဘက်ကသူ့ရဲ့ instance ကိုကြိုက်တယ်လို့ထိန်းလို့ရတယ်ဟုတ်လားသူ့ရဲ့ instance ကိုကျွန်တော်ဘယ်လိုပဲထိန်းဒီဘက်က primary ကလည်းဘာမှမဖြစ်ဘူးဒီထဲကအနီတွေကလည်းမပြတ်သွားဘူးနော်ဒီထဲကအနီတွေကလည်းသူ့အတိုင်းပဲလိုက်ကြည့်တယ်အကယ်၍ကျွန်တော်တို့အဲ့လိုမလုပ်ထားဘူးမလုပ်ထားပဲနဲ့ကျွန်တော်ခုနကလို responsive မလုပ်ခဲ့ဘူးနော်မလုပ်ဘဲနဲ့ fix number ထားမယ်ဒီမှာ width နဲ့ height ကိုလေ fix number ထားမယ်ဆိုရင်ဘယ်လိုဖြစ်နိုင်လဲဆိုတော့အခုဒီမှာဒီအနီရောင်ပဲကြည့်အောင်အနီရောင်ရဲ့ width က831 height က310နော်ဒီဟာ fix ထားတာနော်အဲ့ဒါ first video မှာရှိရယ် fix တဲ့responsive fail လို့ဟုတ်လို့ရှိရယ်နော်ဆိုတော့ responsive design မဟုတ်တော့ဘူးနော်831 တော့အသေးလုံးလိုက်တာဒီ red box ကိုကျွန်တော်အသေးလုံးလိုက်တာအသေးလုံးလိုက်တော့ဘာပြဿနာဖြစ်လဲဆိုတော့ဒီမှာလဲတော့ figma အသေးဆိုပြီးတော့တတ်မှတ်လိုက်ရောဆိုတော့သူ့ရဲ့ instance ဒါသူ့ရဲ့copy နော်သူ့ copy မှာကျွန်တော်ဒီလိုရွေးလိုက်လို့ရှိရင်တွေ့လားဒီအနီကလိုက်မချင်းတော့အနီကလိုက်မချင်းတော့ဘယ်လိုတစ်ပြီးတော့ကြံခဲ့ဆိုဒီထက် site ကြီးသွားလို့ရှိရင်အဖြူကြီးတွေဒီလိုကြံခဲ့နော်အဲ့ဒါဆိုရင်ဒါဒီ designer မတော်ဘူးလို့ပဲဒါတတ်မှတ်လို့ရတယ် okay နော်ဒါ designer figma မကျွန်တော်ပေါ့နော်အဲ့လိုပြောချင်နော်ဆိုတော့ကျွန်တော် responsive ပြန်ပြောင်းမယ်ဆိုဒီ3ခု select လုပ်ဒီဘက် original နော်ဒါ original select လုပ်ပြီးတော့ကျွန်တော်တို့3ခုလုံး select လုပ်ပြီးတော့ fail ပြန်လောက်လိုက်လို့ရှိရင်ဒါ responsive ဖြစ်သွားပြီဆိုခုနလိုပြန်ဖြစ်သွားပြီ okay ဒီနားမှာမေးခွန်းရှိလားတော့မြန်လား sweet မြန်တယ်ဆိုပြောပြီးနော်နည်း short ပြီးမယ် so how is it feedback down class feedback good okay bad ဟွာလေးကို okay width နဲ့ height ကိုအဲ့လို fit ထားလိုက်တာကျတော့ responsive ဖြစ်သွားပါပေါ့နော်okay ဒါ first class မှာလည်းရှင်းပြထားနော်ဒါပေမဲ့တော့နည်းဒီမှာနည်းလေးရှင်းပြလိုက်မယ်ဒီအနီကိုပဲတစ်ချက်ကြည့်နော်အနီနဲ့ကတ်နဲ့ relationship ကိုကြည့် okay ဒီအောင်တော့ရှင်းပြအဲ့ဒါပါလေ first class နည်းလေးသိပြီတော့ဘယ်လိုလဲဆိုတော့ဒီမှာဆိုရင်ပြခုနဒီဘေးရဟာနော်တပုံရိုက်ပြလိုက်တာဒီမှာတော့ဒီအောင်ကမောင်နှမကြီးဒါမိဘ okay ကျွန်တော်ဒီမှာလို့ကျွန်တော် parent sibling နော် sibling ဆိုတော့မောင်နှမကြီးဘယ်တော့မှတော်လေးစားတယ်မောင်နှမကြီးကမောင်နှမအချင်းချင်းတိတ်စကားမပြောနော်တိတ်အရေးမကြီးဘူးအဓိကလွယ် responsive design ကိုလုပ်ချင်ဆိုရင်မိဘနဲ့ကလေးစကားကိုပဲနည်းနည်းကြည့်အောင်နော်ဆိုတော့အဲ့ဒီနှစ်ယောက်ရဲ့ relationship ကိုတစ်ချက်ကြည့်မယ်ဒီနှစ်ကောင်မရှိဘူးလို့ပဲသတ်မှတ်လိုက်နော်ဆိုတော့ဒီ red ကိုကြည့်မယ်ဆိုရင် red မှာက width ကအခုလို့ဆို fail လုပ်တာ right fail ဆိုရင်တော့အနီကမိဘရဲ့စကားကိုနားထောင်အဲ့လိုပြောတာအနီကမိဘရဲ့စကားကိုနားထောင်သူ့ရဲ့ width ကိုမိဘရဲ့စကားနားထောင်
ဆိုအကယ်၍မိဘက831ဆိုရင်အနီကလည်း831လိုက်ဖြစ်ပါကလေးကမိဘစကားနားထောင်အဲ့လိုတဘောနော် height ဆိုတာ height ကလည်း fail ဆိုတော့သူ့ရဲ့ height ကလည်းမိဘရဲ့စကားနားထောင်နော်ဆိုမိဘက932ဆိုရင်အနီကလည်း932ဖြစ်ချင်တာနော်ဘာလို့မဖြစ်လဲဆိုတော့ तू ကအမိဘအမွေခွဲရတယ်နော်ကလေး3ယောက်ရှိနော်ကလေး3ယောက်ကဒီ height မှာသူတို့ရှိနေတဲ့အတွက်3ယောက်လုံးညီညီမျှမျှပေးလိုက်တာဝေပေးလိုက်တာအမေကနော်ပြီးပါရော့ဆိုရင်အမွေခွဲပေးလိုက်တာနားလေတော့ရှိပြီ okay so it's like that so ဒီမှာကျွန်တော် fail လုပ်လိုက်တဲ့အတွက်ဒီကောင်3ကောင်လုံးက fail လုပ်တဲ့အတွက်3ကောင်လုံးကမိဘရဲ့ width ကိုစကားနားထောင်တယ်နော်ပြီးသွားလို့ရှိရင်သူတို့ height ကလည်းမိဘရဲ့စကားနားထောင်တယ်မိဘ3ယောက်ရှိတော့ခွဲပေးရတယ်နော်အဲ့လိုပေါ့ကျွန်တော်အကယ်၍ဒီဟာကိုဒီလိုမလုပ်ဘဲနဲ့ဘယ်ညာလုပ်လိုက်မယ်ဆိုဒီလိုဖြစ်သွားမယ်ဆိုလေခုနက theory အတိုင်းပဲဘာမှချိန်မှာမဟုတ်ဒါပေမဲ့ဒီမှာကျတော့ width က3ယောက်ရှိတယ် right so 3ယောက်တော့ညီညီမျှမျှနဲ့အမွေခွဲရတယ် height ကကျတော့သူတို့နဲ့ပြိုင်မဲ့လူမရှိတော့သူတို့အပြည့်ရတယ်နော်အဲကြောင့် height က930နဲ့ဒီကက်ရဲ့ height ကလည်း930နဲ့ ဟုတ်ရှင်းတယ်နော် right so အဲ့ဒါ responsive ဖြစ်တာ so ကျွန်တော်ဒီမှာလည်းဘယ်လိုပဲတွတ်ပါဒါသင်ချပဲ okay ဘယ်လိုပဲတွတ်ဘယ်လိုပဲချက်ဒါသူတို့မိဘစကားပဲနားထောင်တာ so ကျွန်တော်မိဘကိုပဲထိန်းတာ okay မိဘဒီမှာမိဘတော့ fixed number နော်မိဘဘယ်လိုစကားမှနားမထောင်သူ့မှာဒီမိဘသူ့စီမှာမိဘမရှိနော်ဒါတော့ဆိုင်ပဲနော်အဲ့လိုပေါ့ okay ဟုတ်ကဲ့ so ငါပြန်လို့ဒီ theory ရတယ်နော်ဒီ theory ကဒီမှာဆိုဒါရဲ့ဒါ design တွေပဲကွာသွားတာနော်ဒါ Figma သင်တာတော့ဒီအနီကဒီဓာတ်ပုံလိုပဲတတ်မှတ်လိုက်ဒီအစိမ်းကဒီမှာစာနဲ့စီနော်ပြီးဒီက pattern တွေပါညာနော်အဲ့လိုမျိုးသဘောနော်အဲ့တော့ဘယ်လိုပြ okay so ဒီမှာဒီက sibling ဖြစ်သွားပြီ sibling ကိုကျွန်တော် control C control V လုပ်လိုက်လို့ရှိရင်နောက် sibling တော့တစ်ခုရဒီဘက်မှာကြည့်နော်ဒီဘက်မှာကြည့်ဟာ sibling တစ်ခုနော် sibling เนี่ย sorry instance copy เนาะဒါ main ရဲ့ copy ပြ instance okay instance ကဒီ design กว่าเนาะဒီမှာဒါ main primary တကယ် main copy ဒီကအတူတွေเนาะဒါ main channel လို့အတူတွေအဲ့ဒါကြီးဆိုရင်တော့ဒီလိုလေးတော့အပွင့်နေပါတယ်เนาะအဲ့လိုတော့ဆိုကျွန်တော်ကဒီလို copy အများကြီးရှိလို့ရှိရင်ဘယ်လိုလုပ်လဲဆိုတော့ဒီဘက်အနီကိုကျွန်တော်တို့ဒီအရောင် change လိုက်လို့ရှိရင်လေဒီဘက်ကအကုန်သွား change ဟုတ်လားနော်ဆိုခုန example မှာအကယ်၍ Riot Dragon ပိုင်ရှင်อ่ะကွာငါတို့ကပြင်မှာဒီ button တွေအကုန်လုံးကိုဒီအနီရောင်မသုံးမဲနဲ့အမဲသုံးပေးပါဆိုမနေ့ပြင်ပြန်ကျွန်တော်အဲ့လိုပြောကျွန်တော် cloud တစ်ချက်နေပဲနေလိုက်လို့ရနော်ဟုတ်လား okay client ကတော့နည်းနည်းပြောရတာပေါ့နော်အမအေးကျွန်တော်အလုပ်ရိုင်းရှိုးတော့မှကျွန်တော်ဗန်ညာပေါ့နော်နော်ဒါပေမဲ့တကယ်ကျွန်တော် set up ကောင်းနေဆိုရင်ကျွန်တော် cloud တစ်ချက်နေပဲနေလို့ရ right so ဒီလိုပဲ okay နော်အဲ့ကြောင့်မို့ component တော့လားနော်ဘယ်သူမှပြင်မခံနိုင် okay နော် all right so ဒီမှာကဒီအရောင်တော့တိတ် okay so ဒီလိုဖြစ်သွားပြီ3ယောက်ဖြစ်သွားပြီနော် so ဒီ3ယောက်ကိုကျွန်တော်တို့ကframe တစ်ခုထဲမှာထည့်လိုက်နော် frame တစ်ခုထဲမှာထည့်လိုက် so ဒီလိုမျိုးဖြစ်အောင်လုပ်နော် so ဒီမှာ frame တစ်ခုထဲထည့်လိုက်ပြီးဒီမှာ gap ကိုလို့ချိန်နော် gap ကိုချိန်ရယ် so ဒီကောင်ကဒီမှာ frame ဆိုတော့တွေ့လားအသစ်ထွန်လိုက်တဲ့ဟာဒီကောင်ကိုဒါ row လို့ကျွန်တော်နာမည်မဲ့လိုက်မယ်ဘာလို့တော့ဒီ row လေးနော်ဒီဘယ်ညာတော့အကုန် row နော်ဒီမှာအပြာရောင် box ကြီးတွေ့တာမသိဘူး selection တစ်ခုလုံး row အဲ့ထဲမှာကလေး3ယောက်ရှိတယ်အဲ့ခုန theory ပဲနော်မိဘနဲ့ကလေးနော်မိဘနဲ့ကလေး relationship ဆိုဒီမှာမိဘနဲ့ကလေးနော်ဒါအကြီးထဲပြန်မိဘရဲ့ကလေးရဲ့နော်မိဘရဲ့ကလေးပြီးသွားလို့ရှိရင်ဒီကလေးမှာလည်းကလေးရှိရနော်မမိရနော်ဒီမှာကလေးစီမှာလည်းကလေးရှိရအဲ့ဆိုဒါဘယ်လိုခေါ်လဲသူတို့ရဲ့ relationship ကဟို grandfather လို့ပြောတာနော် grandparents parents ပြီးတော့မှ kids နော်ဒါကလေး sibling နော်ဆိုသူ့ရဲ့မိဘကသူတို့ရဲ့မိဘကသူနားလဲနော်ဒီလို theory နော်အမြင်အဲ့လေသိထားလို့အဲ့ responsive လုပ်တဲ့အချိန်ကျရင်လည်းပို့ပြီးတော့ဆိုင်ဒီ component မှာတော့တိတ်မဆိုင် okay so ဒီလိုဖြစ်ပြီးသွားလို့ရှိရင် component မှာကျွန်တော်တို့ကလှုပ်ချင်လှုပ်လို့ရပြီကွာခုနလို color change တွေမှာ change မယ်နော်ဒါပေမဲ့အဲ့ရတွေမဟုတ်ဘူးကျွန်တော်တို့က main ထဲမှာသွားပြီးတော့ကျွန်တော်ဘယ်လိုလုပ်လို့ရသည်လဲဆိုတော့ကျွန်တော်စာထည့်မယ်နော်စာထည့်မယ်ဓာတ်ပုံထည့်မယ်နော်အကယ်၍စာထည့်မယ်ဆိုရင်ကျွန်တော်ဒီထဲမှာ text box ကျွန်တော်စာထည့်လိုက်စာထည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကစာကိုရေးတစ်ခုရေးမှာအကယ်၍ let's say house 1
နော်ဒီလိုရေးမယ်နော် house 1နော် okay so house 1ရဲ့ issue တစ်ခုရှိရယ် house 1ထည့်လိုက်လို့ရှိရင်ဘာဖြစ်လဲဆိုတော့ဒီဘက်မှာကမညီတော့ဘူးနော်စာရဲ့ဒီလိုမျိုးဖြစ်သွား right အဲ့ဒါလေးတော့တစ်ခုရှိမယ်ဘာလို့လဲဆိုတော့ house ကဟိုခုနလို fill တွေ fit တွေမလုပ်ထားဘူးဒီမှာကြည့်လို့ရှိရင်သူက house ရဲ့ dimension တွေက fill လည်းမဟုတ် fit လည်းမဟုတ်သူကပုံသေးတွေ log ကြီးဝင်နေတာနော်ဘာလို့ log ဝင်နေလဲဆိုတော့ font တွေတော်တော်များများက font size နဲ့သွားလို့ okay font size နဲ့သွားတဲ့အတွက်ဒီ house ရဲ့ size က font size နဲ့ပဲလိုက်ပါနော်ဆိုတော့အဲ့ဒါလေးတစ်ခုရှိ so font နေနဲ့လုပ်ရင်အဲ့လိုမျိုး limitation တွေရှိနော် font size ကလို့ဒီလိုလိုက်မကြည့်ဘူးနော်ဆိုတော့ကိုထားတဲ့ size ပဲနော်အဲ့ဆိုတော့ကျွန်တော်ဒီ case မှာကတကယ် font size က title တွေကိုဒီ website မှာ32သုံးတယ်ဆိုကျွန်တော်32လောက်လိုက်နော်ဒါပြီးသွားရင်ဒီနောက်ဒီ exam မှာတော့64လောက် okay so house 1ပြီးသွားနော်ပြီးလို့ရှိရင်လည်း house 1ရဲ့ issue ကသူ့ရဲ့ position ကိုကြည့်ရမယ်နော်ဒီမှာ position နော်အဲ့လေကို first class မှာနည်းနည်းပို့တင်ထားရနော် position ကိုကြည့်မယ်ဆိုရင် position ကဒီလိုဟို free ဖြစ်နေပါ free position ဖြစ်နေကျွန်တော်ဒီလိုထားလဲတော့ fix ပဲဘယ်လိုခေါ်လဲဒီနံပါတ်ပုံသေးပဲဘယ်သူမိဘစကားနားမထောင်နေဘူးသွားခြင်းနေသွားနေဆိုတော့ကျွန်တော်ဒီညမှာ house ကိုဒီနားကိုရွှေ့လိုက်ရင်တော့မှဒီဘက်မှာ house ကမရှိတော့တွေ့လားနော် house ကိုတို့ရွှေ့လိုက်ရင်မရှိတော့ house ကအပြင်ထွက်သွားတယ်အဲ့ပြဿနာကိုကျွန်တော်ဘယ်လိုထိန်းမလဲနော် component နဲ့ဘယ်လိုထိန်းမလဲ so component name မှာကျွန်တော်တို့ကဒီ green ကိုနှိပ်ပြီးတော့ကျွန်တော်တို့ကဒီမှာlayout နော်ဒီ layout ဒီနှစ်ခုနဲ့ဒီ die လေးနဲ့ထိန်းရဒီ3တကယ်3ခုဒါပေမဲ့ဒီဘက် grid ကနည်းနည်းလေးခတ်တယ် so ဒီနှစ်ခုနဲ့ primary ကဒီနှစ်ခုနဲ့ထိန်းတာနော် so ကျွန်တော်ဒီနှစ်ခုနဲ့ထိန်းမယ်ဆိုတော့အောက်ခါကိုလုပ်လိုက်လို့ရှိရင်အခုကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီထဲမှာရှိတဲ့စာတွေအကုန်လုံးတော့ဒီအောက်ခါလေးရွေးလိုက်တော့အတန်းလိုက်လေးထည့်နော် so စာ1နဲ့3 4ခုရှိရဆို4ခုလုံးတော့အစင်လိုက်ပြီးတော့အပေါ်အောက်ထည့်နော်အဲ့လိုမျိုးလေးဖြစ်ပါမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့က center align လုပ်ထားတဲ့တော့ center align ဖြစ်မယ်နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီမှာကြောက် padding ထည့်ထားတယ် padding က214 98ထည့်ထားတဲ့အတွက်တော့ဒီ padding ကိုကျွန်တော်ကသူတို့လိုက်ထည့်ပေးမှာအကယ်၍ကျွန်တော် padding ကို15ထားလိုက်မယ်ထားပါလားခဏကျွန်တော်ဒီ example ပြဘယ်ဘက်ကိုကတ်လဲနော်ဒီ alignment မှာပြောဘယ်ကတ်လဲဘယ်ကတ်ပြီးရဆိုဘယ်ကတ်လို့ပြောလိုက်တာတော့မှဒီ house တွေအကုန်လုံးဘယ်ဘက်ကိုလာမကတ်ဘူးအပြေပါဘာလို့လဲဆိုတော့ကျွန်တော် padding ထည့်ထားလို့နော် k padding 0ဆိုဒီလိုပြတော့နော် okay so ဒီကအသေးစိတ်က again နော် class 1မှာရှိတယ်နော် so okay so component လုတ်ပြီးသွားပြီဆိုရင်component ကဒီကျွန်တော် set လုပ်ထားတဲ့ secant တွေကိုပဲ component တွေကသူ့ရဲ့ clone တွေကလိုက်နာထောင်ပါနော် so ကျွန်တော်ဒီ clone ဒီ primary clone ကြည့်ရမယ်ဆိုရင်သူ့ရဲ့ padding က0ဖြစ်နေဘယ်ညာ padding က0ဖြစ်နေအဲဒါကြောင့်မို့တော့ကျွန်တော်ဘာလို့လဲဆိုတော့ဘယ်ညာကို3ညာဒီနားမှာဘာနေရာမှမချမ်းဘူးကတ်နိုင်တယ်လို့ကတ်ဆိုပြီးပြောတာအဲဒါကြောင့်မို့ house 1ကဒီဘက်ကိုလာကတ်တယ်နော်ပြီးသွားလို့ရှိရင်ကျွန်တော် center align လို့ပြောထားတယ် left center နော်အဲ့တို့ကြောင့်ကျွန်တော်ဒီမှာဒါဆိုတိတာနှစ်ခုပဲထည့်လိုက်လို့ရှိရင်တိတာဒီလိုမျိုးနှစ်ခုကတလို့အလယ်မှာသွားကတ်နော်အကယ်၍ကျွန်တော် left center မို့ပဲ top center လောက်လိုက်လို့ရှိရင်ဒီမှာမတိတာဘာလို့လဲဆိုတော့ဒီမှာ padding ထည့်တာလို့နော် padding ကိုကျွန်တော်0လောက်လိုက်မယ်တိတာ okay အပေါ်သွားကတ်အဲ့ဒါ center ဘယ်နော်တို့နော်အဲ့လိုပြတော့ okay so အဲ့လေးတစ်ခုရှိမယ် so ကျွန်တော် component ထိန်းနေဆိုတော့သူကစာတော်တော်များများ case ကစာထည့်ထားမယ်နော်စာထည့်ထားပြီးသွားလို့ရှိရင်ကျွန်တော်ကြိုက်လောက် size ချိန်မယ် size ချိန်ပြီးသွားလို့ရှိရင်စာနောက်တစ်ခုရှိခဲ့လို့ရှိရင်ဒီမှာဈေးရှိမယ်ဆိုတာ4000 ကျပ်ကျပ်ဘယ်အရင်လောက်တော့ဈေးပေါ်လဲတော့မသိဘူးဒါပေမဲ့ဒီမှာဒီဈေးနဲ့ရမယ် okay တော်တော်ဖြစ်ပါတယ်နော် so ဒီမှာကြည့်ရမယ်ဆိုရင်ဒီ component တွေမှာ size နှစ်ခုပါတဲ့text ရှိတယ် okay house 1က site အကြီးပြီး house 2က site အသေးလေးနော် so သူတို့နှစ်ခုကဒါ component နဲ့ဝင်သွားပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကြာရင်အကုန်လုံး house 1နေဖြစ်နော်ကျွန်တော်တကယ် design လုပ်တဲ့ချိန်ကျကတ်တွေကစာမတူဘူးဟုတ်တယ်မလားဒီပေါ်မှာဆိုစာမတူကြအောင် right ဓာတ်ပုံတော့မတူဘူးဈေးလည်းမတူဘူးအဲ့တော့ဘယ်လိုလုပ်မလဲ so ဘယ်လိုလုပ်မလဲဆိုတော့ component ကစာချင်းနေဆိုရင်ချင်းခွင့်ရှိရနော်စာချင်းနေဆိုချင်းခွင့်ရှိရ so သူကဘယ်လိုဖြစ်လဲဆိုတော့ဒီမှာ house 1ကိုကျွန်တော်ကmain တမ THM အဲ့လိုပြော main တမလို့ချိန်လိုက်လို့ရှင်တော့ main တမဖြစ်သွား right ဒါမဲ့လို့ကျန်တဲ့ဟာတွေကမထိဘူး affected မဖြစ်ဘူးเนาะ
ဘာလို့ကျွန်တော်မိဘကိုတကယ် original clone ကိုချိန်တာမဟုတ်ပဲねဒီ copy clone ကိုချိန်တာမဟုတ်နော်အဲ့လေရှင်းလားမသိရှင်းလား check in ဝင်နားလေလားမေးချင်တဲ့ဟာလေးရှိလားမင်းနော်မရှိရင်ဆက်သွားမယ် okay မရှိဘူးဆိုရင်alright so ဒီမှာကကျွန်တော် clone ကို chain လိုက်တဲ့အတွက်ကျန်တဲ့ဟာတွေကမထိဘူးเนาะအကယ်၍မိဘကိုသွား chain မယ်ဆိုရင်တော့အကုန်လုံးထိမှာเนาะကျွန်တော်ဒီမှာပြန်ပြမိဘကိုကျွန်တော် chain မယ် house 2ပြောင်းလိုက်မိဘကို chain လိုက်လို့ရှိရင်main clone ကို chain လိုက်လို့ရှိရင်အကုန်လုံး chain သွားမှာเนาะတကယ် primary component ကို chain လို့ရှိရင်အကုန်လုံး parent component ကို chain လို့ရှိရင်အကုန်လုံး chain သွားမှာเนาะအဲ့လိုသဘောလေးရှိတယ်ဆိုကျွန်တော်တို့ကတကယ် design မှာကျတော့ကျွန်တော်ဒီထဲကကတ်တွေကနာမည်တွေကိုတက်စီပြန်ချိန်တာဆိုဒီမှာ example တာပဲထားတာထားပြီးသွားလို့ရှိရင်ဒီမှာကျတော့တကယ်ချိန်တာမှာ house 2ဆို house 3ဖြစ်နိုင်တယ်နောက်တစ်ခါကျတော့မှာ house 1เนาะပြီးသွားလို့ရှိရင်ဒီဘက်မှာကျရင် house 4เนาะအဲ့လိုလုပ်လို့ရတယ်เนาะသူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ကျွန်တော်ကဒီ house ကိုကျွန်တော်တို့ကchange ခြင်းနဲ့ size change လို့ရသေးတယ်ပြီးရင်ဒီကလေးဒီ copy ရေးမှာလည်းသွား effect ဖြစ်အောင်ပါเนาะအကယ်၍ကျွန်တော်ဒါ44လုံးလိုက်မယ်ဆိုရင်ဒီမှာအခုဒီနာမည်တွေကအမှန်တိုင်းပဲเนาะနာမည်မှန်ပေမဲ့လို့ site ကထိန်းလို့ရသေးတယ်เนาะခုနလို88 98သွားမယ်ဆိုတော့ရတယ်88သွားမယ်ဆိုတော့ရတယ်เนาะတော့အဲ့လိုမျိုးထိန်းလို့ရသေးတယ်အဲကြောင့် component တအားကောင်းတယ် okay so ဒီမှာကဘယ်လိုပြဿနာနောက်တစ်ခုတက်လာနိုင်လဲဆိုတော့အကယ်၍ကျွန်တော်တို့ကဒီ house 3ဥပမာတော့ကြည့်အောင်เนาะ house 3ကိုပဲကျွန်တော်ရွေးပြီးတော့ size သေးလိုက်မယ်44ဆိုပြီးသေးလိုက်မယ်เนาะဒါဘာလုပ်လဲဆိုတော့ဒါ override လုပ်တယ်လို့ခေါ်တယ်เนาะကိုကဆရာဝင်လုပ်တယ်ပေါ့เนาะအဲ့လိုဆရာဝင်လုပ်တယ်သဘောပဲဆိုတော့ဒီက clone component ရှိရယ်เนาะ copy เนาะ copy ရှိရယ် copy ထဲမှာကျွန်တော်သွားပြီးတော့ house 3ကို44လို့ပြောလိုက်တာတိနဲ့ပြောလိုက်တဲ့အတွက်ကြောင့် house 3တစ်ခုလေ44ဖြစ်သွားပြီးတော့ house 3ကသူ့ရဲ့ font size က override ဖြစ်ပြီးဘယ်သူစကားမှနားမထောင်တော့เนาะ so အကယ်၍ဒီနေရာမှာကျွန်တော်က house 2ကို size 88ကနေ69သွားလို့ရှိရင် house 3က effect မဖြစ်ဘူးเนาะ house 3က44မှာပဲနေမှာဘယ်သူစကားမှနားမထောင်တော့အကယ်၍ဒါအောင်200လောက်လိုက်လေကျန်တဲ့ house တွေကနားထောင်နေမယ်ဒီ house ကမနားထောင်တော့เนาะအဲ့ဒါလေးသိဖို့ပဲ okay so ကိုက designer အနေနဲ့ကြောက်ကွာအဲ့လိုထိန်းတာဘယ် component ကိုပဲရွေးပြီးတော့ lock လုပ်ချင်လဲဆိုတဲ့ case เนาะအဲ့ဒါကဘယ်နေရာမှာသုံးဝင်လဲဆိုတော့ဒီလားဘယ်လိုပြောမလဲတချို့ case တွေမှာကွာဒီကတ်ကကျတော့ဟိုဟာလေဈေးမထည့်ကြဘူးသိလား out of stock ဖြစ်နေပဲထားပါ out of stock ဖြစ်နေတော့ကျွန်တော်တို့ကဒီကောင်ကိုမျက်စိမိတ်လိုက်တာဒီလိုမျက်စိမိတ်လိုက်တာเนาะမိတ်လိုက်ဆိုသူတခုလည်းယူပြီးမိတ်နေကျန်တဲ့ကောင်တွေကမမိတ်နေเนาะအဲ့လိုမျိုးသဘောဟုတ်လားအဲ့လိုတခုပဲယူပြီးတော့ထိန်းကျင်နေဆိုအဲ့လိုထိန်းလို့ရเนาะဆိုဒီစီးကနေရာတိုင်းမှာ component ရဲ့ level တိုင်းမှာ affect ဖြစ်တယ်အကယ်၍ကျွန်တော်ကဒီ box ကိုပဲကျွန်တော်ရွေးပြီးတော့အမဲအောင်ပြောင်းလိုက်မယ်ဆိုရင်လည်းအဲ့လိုပဲကျန်တဲ့ကောင်တွေ affect မဖြစ်ပေမဲ့ကျန်တဲ့ကောင်တွေချိန်လိုက်လို့ main ကိုတွားချိန်လဲဒီကောင်ကမချိန်သွားဘူးเนาะဒီကောင်ဘယ်လို့မှမချိန်သွားဘူးဒါပေမဲ့ကျန်တဲ့ကောင်တွေတိုက်ချိန်တယ်ကျန်တဲ့ house တွေလိုက်ချိန်တယ် okay ဒါ override လုပ်တယ်လို့ခေါ် so component မှာ override လုပ်တတ်ဖို့လေoverride လုပ်တယ်ဆိုတာဘာလဲဆိုတော့သိဖို့လိုတယ်เนาะ so override လုပ်ထားပြီးရဲ့ကိစ္စကဘယ်လိုပြန်ပြီးတော့ reverse ပြန်လုပ်လဲဆိုတော့ကျွန်တော် reverse လုပ်ချင်တဲ့ပစ္စည်းကိုယူပြီး select လုပ်ပြီးတော့ right click လုပ်ပြီးတော့ reset instance လုပ်လိုက်လို့ရเนาะပြန်ပြမယ်เนาะ so ဒီမှာဒီထက် red ဆိုရယ်ကတ်ကအခု red မဟုတ်တော့เนาะကျန်တဲ့ကောင်တွေက blue တွေဖြစ်နေပြီဒီကောင်ကြီးကဒီလိုအနီနဲ့ကြည့်ကြံခဲ့ဒါပေမဲ့ကျွန်တော်ကသူ့ကိုမိဘဟို main copy ရဲ့စကားပြန်နားထောင်စေချင်တယ်ဆိုရင် right click လုပ်ပြီးတော့ reset instance လုပ်လိုက်လို့ရှိရင်ပြန်ပြီးတော့စကားနားထောင်ပါအဲ့မှာကြာရင်ကျွန်တော်ပြန်ပြီးတော့ကျွန်တော်ဒီမှာ change လို့ရှိရင်အကုန်လုံးပြန် change တယ် okay နော်တွေ့ရနော်နားရလားမသိဘူး good နည်းနည်းရှင်းနားလေပါဟုတ် နော်နားရလား နားလည်ပါတယ်ရှင် ဟုတ်နားလေပါ ရှင်းလားမသိဘူးဝင်ပြောလို့ရတယ်ပါ okay so ဘာမှပြောကြရင်လေဆက်ပါမယ်နော်ကျွန်တော်အဲ့မှာဒီထဲမှာ component ကနောက်တစ်ခုကဓာတ်ပုံချင်းဖို့လိုတယ်နော်
ဓာတ်ပုံချင်းရင်လည်းလွယ်လွယ်လေးချင်းလို့ရတယ်ဒီမှာ plus နေပြီးတော့ရှင်ဓာတ်ပုံနေလို့ရှင်ဒီမှာ upload လုပ်လို့ရှင်ကျွန်တော်ကြိုက်တဲ့ဓာတ်ပုံတို့ချင်းလို့ရတယ် okay ဆိုတော့ဒီဟာလေးဒီ logo ချင်းမယ်ဆိုတော့ logo ဝင်သွားပြီနော်ဒီကောင်မှာတော့100% capacity ထည့်လိုက်လို့ရှင်ဒီလိုဝင်တယ်နော် so ဓာတ်ပုံချင်းရင်လည်းလွယ်လွယ်လေးထည့်လို့ရတယ် okay နော်ဓာတ်ပုံဆိုလည်းအဲ့ဓာတ်ပုံသဘောတရားအတူတူပဲဒီမှာဒီထဲမှာကျွန်တော်ဒီကောင်းအောင်ပဲဓာတ်ပုံကိုနောက်ဓာတ်ပုံချင်းရင်လည်းဆိုလည်းသူဝင်ပြီးတော့ဒီလိုချင်းလိုက်လို့ရတယ် so ဒီတစ်ခုလည်းဓာတ်ပုံချင်းသွားတယ် okay နော်အဲ့ဒီမှာကျွန်တော်တို့ကဒီဓာတ်ပုံရဲ့ size ကိုဒီလိုထိန်းလို့ရသေးတယ် and then ဒီကောင်နေရတာဟိုဒီနှစ်ခုကဓာတ်ပုံမတူဘဲနဲ့တောင်မှကျွန်တော်တို့က size ကိုထိန်းလို့ရသေးတယ်နော်ဘာလို့လဲဆိုတော့ဒီဓာတ်ပုံကသူ့ရဲ့အထဲထဲကဘာပေါ်မလဲဆိုတာကိုကျွန်တော်တို့ override လုပ်ထားတာသူ့ရဲ့ size နှစ်ခုကိုကျတော့ override မလုပ်ထားဘူးမလုပ်ထားတဲ့အတွက် size နှစ်ခုကအခုတည်းမိဘတကယ် primary clone primary component ကိုပဲနားထောင်နေရနော်ဆိုတော့အဲ့လိုလေးတည်ထားဖို့လိုတယ်နော်ကျွန်တော်ခုနကဟာကိုပြန်ပြီးတော့အသေးစိတ်ဖြီးပြရမယ်ဆိုရင်ဒီလိုရှိမယ်ဥပမာနော် size ရှိမယ် color ရှိမယ်နော် color ရှိမယ်ဘာရှိမယ်ဆိုတော့ visibility ရှိမယ်နော် visibility ဆိုတော့မှဟိုမြင်ရတာမမြင်ရတာနော် on off ပေါ့အဲ့လိုပေါ့နော်ကျွန်တော်စလုံးပေါင်းတယ်လို့အမြင်ရေးလိုက်တာ on off ရှိမယ်ပြီးတော့လို့ရှိရင်ဘာရှိအောင်နော်အများကြီးရှိတယ်တကယ်လို့ဥပမာဘာရှိအောင်လဲတော့အများကြီးလို့ရှိတယ်ဒီထဲမှာအောက်မှာ alignment လို့ပါတော့နော် alignment ရှိမယ် gap တွေရှိမယ် padding ရှိတယ်ဒီထဲဟာအကုန်လုံးနော်အကုန်လုံးကတစ်ခုချင်းစီကသူတို့တက်စီနော်အဲ့ဒါအောင်မှာကျွန်တော်တို့က designer အနေနဲ့ဘယ်တစ်ခုက override လုပ်ချင်လဲဆိုတော့ကျွန်တော်တို့ cross out လုပ်တဲ့သဘောပဲနော်နားလည်လား okay ဟုတ်ကဲ့ဟုတ် နားလည်ပါ ပြောလို့ရှိရင်ဒီကောင် reset ပြန်လုပ်လိုက် alright so ဒီနားမှာကကျွန်တော်ပါလို့ရအောင်လဲဆိုတော့ component ကို next level သွားမယ်နော် really main component ဒါပဲမရှင်းသေးဘူးဆိုကျွန်တော်တေချာရှင်းပြမယ်ရှင်းနေဆိုရင် next level သွားမယ်ဘယ်လိုလုပ်ရမလဲအဲ့ဖြည့်ပေးကြပါဦး next level တော့ hello ရှင်းပါဆိုခင်ဗျာ ပြောနေရမကြရအောင်နော်ပြောနေကြလားဟောမပြောကြဘူးလား ရှင်းပါတယ်ကို ဟော hello ဟုတ်ရှင်းပါတယ်ကို okay ကြား sorry mic ပိတ်မိသွားလို့ထင်တယ် okay alright so now step သွားမယ်နော် now step ကဟိုခုနကဘယ်လိုလဲမသိပြောတော့ prototype လေးလာခြင်းတယ် prototype လုပ်ရမယ်ဆိုတော့လေဘယ်ပြောလိုက်တာလဲ ကျွန်တော်ပြောလိုက်တာဗျ okay so prototype ကောင်နည်းနည်းပါသွားမယ် okay prototype ကိုဘယ်လိုပါသွားမလဲဆိုတော့ဒါ prototype လုပ်တယ်ဆိုရင်ကျွန်တော်ဒါ Figma မှာ play button နှိပ်ပြီးတော့ဒါ preview လုပ်ရတာ okay preview လုပ်လိုက်လို့ရှိရင်ဒါဒီတကယ် great prototype ပြီးလို့မြင်ရတယ်နော်ဒီမှာဆိုရင်ဒါဘယ်လိုနေရာမှာ prototype component ကအသုံးဝင်တယ်ဆိုတော့ component က prototype မှာဆိုရင် shape ဟိုဘယ်လိုခေါ်လဲနောက်အရာတစ်ခု chain အောင်လုပ်လို့ရတယ်နော် stage တွေ chain လို့ရတယ်အဲကျွန်တော်အသေးစိတ်ရှင်းပြမယ် so ဒီ example မှာကြည့်လို့ရှိရင် button တွေတော်တော်များများကအယောင် chain နေနော် cover လုပ်လိုက်လို့ရှိရင်အနီလေးဖြစ်သွားတယ်လားအဲ့လိုမျိုးလေးဖြစ်သွားတယ်နော်ဒီဘက်ဟာဆိုနည်းနည်းလေးဖြစ်သွားတယ်နည်းနည်းလေးရှိတယ်တော့ button တွေကဘာလို့ရှိလဲဆိုတော့ဒါ UI UX ပေါ့နော် UX ကတော့ customer က user ပေါ့နော်ဒီလိုမျိုးအနီလေးရှိတော့ဒါငါနှိပ်လို့ရပါလားဆိုတာသိတာနော်နောက်တစ်ခုကဒီ cursor လေး mouse ရဲ့ cursor လည်းဒီလို chain သွားတယ်လားလက်ညှိုးပုံစံနဲ့ chain သွားတယ်အဲ့လိုမျိုးလေးဒါကျွန်တော်ဟိုနေတိုင်းမှာမခံစားရပါမယ်မမြင်တကယ်တတိမထားမိပါမယ်ရှိရ okay so design UI design မှာလည်းအဲ့လိုပဲကျွန်တော်ဒီ cover လုပ်လိုက်လို့ရှိရင်တစ်ခုခု indicate ဟိုပေါ့ shape change လို့ရအောင်shape change ခြင်းတယ်နော်အဲ့ဒါဘယ်လို change လဲဆိုတော့ကျွန်တော်ဒီ cut ကိုကျွန်တော် right click နှိပ်ပြီးတော့ variant လုပ်လိုက်နော်ပြန်ပြအောင်နော် right click နှိပ် variant okay variant ဘာလို့လဲဆိုတော့သူ့ရဲ့ဘယ်လိုခေါ်လဲဟို design နောက်တစ်မျိုးပေါ့နော်အဲ့လိုမျိုးသဘောထွင်လိုက်တာ design နောက်တစ်မျိုးနော် design နောက်တစ်မျိုးမှာကျွန်တော်ဒီ design ကိုကျွန်တော်ခဲဒီအမီနဲ့ပြန်သွားမယ်ဆိုတော့ကျွန်တော်ဒီမှာဆိုရင် variant နောက်တစ်ခုမှာကျွန်တော်ကဒီ red ကိုအမဲပြောင်းရမယ်ထားပါနော်
red ကနေပေါ့အဲ့လောက်အမေမဟုတ်ဘူးနည်းနည်းလေးနက်သွားဒီလိုမျိုးလေးလုပ်မယ်ထားပါ okay so ဒီမှာကျွန်တော် prototype မှာကျွန်တော် hover လုပ်လိုက်လို့ရှိရင်ဟိုအယောင် change တယ်နော်အခုဆိုမ change သေးဘူးနော်မ change ဘူး so ဘယ်လို change အောင်လုပ်မလဲဆိုတော့ဒီ prototype ကိုနှိပ်ဒီ plug ကိုနှိပ်လိုက်တယ်နော်ဒီမှာ variant နှစ်ခုမှာကျွန်တော်ဒီမှာမှတ်ထားတယ်မဲတာနော် default နဲ့ variant 2 variant 2ကဒီအောက်ကဟာ so default ကို select လုပ်တယ်လုပ်ပြီးသွားလို့ရှိရင် interaction မှာ add လုပ်တယ်လုပ်ပြီးသွားလို့ရှိရင် on while hovering နော်ဒီမှာတကယ်ဆို setting တွေအများကြီးရှိတယ်နော်အဲ့ဒါလေးနည်းနည်းလေ့လာကြည့်လိုက်လေ့လာကြည့်ဒါ prototype class မှာတော့အသေးစိတ်တင်မယ်ဒါပေမဲ့ဒီမှာတော့ဒီတိုင်းmore component ကိုသင်ချင်တာမဟုတ်ဘူးနော်ကြော်လိုက်မယ်ဆိုတော့ while hovering ကိုပြောင်းလိုက်တယ်ပြီးသွားလို့ရှိရင် change နော် change ကိုမှ state က variant 2 variant 2ပြောင်းလိုက်လို့ရှိရင်ကျွန်တော်ကဘာပြောချင်တာလဲဆိုတော့ hover လုပ်လို့ရှိရင်ငါ variant 2 design လုပ်ပြီအဲ့လိုပြောဆိုဒီမှာဆိုရင်ကျွန်တော် hover လုပ်လိုက်လို့ရှိရင်နောက် design ပြောင်းပါတယ်နော်အဲ့လိုမျိုးလေး okay နော်ဆိုအဲ့လေဟိုဘယ်လိုခေါ်လဲအကျိုးဝင်တယ်နော်နောက်တစ်ခုကမှဒီလိုမျိုးကျွန်တော် padding ထည့်လိုက်တယ်ထားပါ padding ထည့်လိုက်တယ်နော်ဒီကောင် padding ထည့်လိုက်လို့ရှိရင်ဒီကောင် hover လုပ်ရင်ဒီလိုဖြစ်သွားနော်အဲ့လိုမျိုးလေးလုပ်လို့ရကိုလုံးချင်လို့လုပ်လို့ရနော် okay နောက်တစ်ခုကအဲ့မှာဘာ concern ဖြစ်လဲဆိုတော့ကျွန်တော်တို့ကအကယ်၍ဒီကောင်ကို house က house 2ဖြစ်နေ right ဒီမှာ house 2နော် house 2ဆိုကျွန်တော် hover လုပ်လိုက်လို့ရှိရင် house 2အတိုင်းပဲနေရမှာနော် house 2အတိုင်းပဲနေရမှာဒါပေမဲ့ state ကတော့ change သွားပြီ right state က change သွားပြီ so again ကျွန်တော်ဒီဟာကို house 3လုပ်လိုက်လို့ရှိရင်ဘယ်လိုဖြစ်နော်အဲ့ဒါမပြီးဘူးနော် so ဒီမှာ house 2နော် clone မှာကျွန်တော်ဒီမှာကို3တော့ပြောင်းလိုက်လို့ရှိရင်ဒီမှာဘယ်လိုဖြစ်သွားမလဲနော် so တွေ့လား3တော့ပြောင်းလိုက်ရှင်တော့3အတိုင်းလိုက်ချင်းနော် so 2 so ဒီ color change မြင်မဲ့လို့သူက figma ညင်ရှိရကွာသိရမင်းဒီမှာ chain 3 chain နေဆိုတာဒီဟာရော chain နေလို့ဆိုလိုချင်တယ်ဆိုတာသိနော်အဲ့ဒါဘယ်လိုသိလဲဆိုတော့ဒီထဲကနာမည်ဟိုဘယ်လိုခေါ်လဲနာမည်တူလို့ကွာနော် component တူလို့ဘာလို့ဘယ်လိုတူလဲဆိုတော့ကျွန်တော်ကဟိုခုနကလေဒီ variant ကို copy ကူးလိုက်တာကျွန်တော်ပြန်ပြနော်ဒီထဲမှာဆိုရင်ဒီ variant 2ကိုဖြတ်လိုက် default နေစ default right click လုပ်မယ်no the variant ထွင်ပြီးတော့ဒီမှာပေါင်းလေးနေလိုက်ရတယ် so variant အသက်ထွက်လာ variant 2အဲ့လိုထွင်လိုက်တဲ့အတွက်ကြောင့်တော့ဒီဘယ်လိုခေါ်လဲ house 2ဆိုတဲ့စာကဒီဟို original တွေကနေယူလာတော့ link လေးတစ်ခုရှိနေတယ် figma အဲ့ဒီတော့ကြောင့်နားလဲကွာဆိုကျွန်တော်ကဒီမှာ change လိုက်လို့ရှိရင်လည်းသူက state ပြောင်းနေမယ်လို့သိတယ်နော်ဆိုတော့အခုက prototype ကပြတ်သွားပြီပြန်ထည့်မှရokay ခုနကလိုပြတ်သွားခဲ့လို့ရှိရင်ဒီလို error ကြီးပေါ်နေနော်ဒါကျွန်တော်ပြ error ပေါ်ခဲ့လို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ဒါတစ်ခုလုံးဖြတ်လိုက်ဖြတ်ပြီးလို့ရှိရင်ပြန်ပြီးတော့ while hovering change to variant 2ပြီးတော့လို့ရှိရင်ရတယ်နော် so ဒီမှာ hover color change မရတရားဟုတ်ရတယ် okay good ရှင်းတယ်နော်ရှင်း right ရှင်းလား ဟိုပါလေ variant 2မှာလေအဲ့ဒီ padding ကအဲ့လိုပြောင်းလိုက်တယ်အဲ့ဘယ်နားမှာချိန်လိုက်တာလဲဆို padding ဒီနားမှာ အော် variant 2နေချိန်တာဟိုအဲ့ဒါနော်ဟိုကလေဟိုဘယ်လိုခေါ်လဲအဲ့ဒါလေကျွန်တော်က trick အနေနဲ့သုံးတာနော် trick အနေနဲ့သုံးတာဟို customer မြင်အောင်လို့ပဲသိလားဒီလိုမျိုးလေးလုပ်တဲ့ trick ကဟိုကျွန်တော်ကဟိုခူးဖြစ်လို့လုပ်ပြတာတော်တော်များများ case မှာတော့မသုံးစေချင်နော်ဘာလို့လဲဆိုတော့ဘယ်လိုပြောလဲpractical မဖြစ်ဘူးဗျာကျွန်တော်ကသိတယ်ဟိုတကယ်အဓိပ္ပာယ်သိမရှိဘူးနော်အခုကတော့ပြောပြလို့မရအောင်ဆိုတော့အလွတ်ထည်တော့မှတ်ထားလိုက်သိတော့မသုံးစေချင်သိလားနော်ကျွန်တော်လည်း against ဖြစ်တယ်အဲ့ဒါဒါမဲ့လို့အကယ်၍ကိုကဒီ design ကတေချာသွားပြီလုံးဝတေချာသွားပြီဒါပဲ like ကျွန်တော်ဒါပဲနေမှာပြီးတော့လို့ရှိရင်ဒီလိုဖြစ်မယ်ဆိုကျွန်တော်အဲ့လိုမျိုးလေးလုပ်ချင်တယ်ဆိုရအဲ့ကြကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ဒီ padding ကလေခုနဆို100လုံးလိုက်လို့ရှိရင်ဆိုဘယ်လိုဖြစ်လဲဆိုအပေါ်အောက်ကို100ဖြစ်နေတာနော်အဲ့လိုမဖြစ်ဘဲနဲ့ကျွန်တော်ဒီဘေးက clock ကိုနှိပ်လိုက်လို့ရှိရင်ဒါလုံး3ညလုံးလိုက်လို့ရှိရင်အပေါ်ပဲ
padding ထဲမှာ padding ထဲပါနော်အဲ့ theory ကိုနားလေဆိုကျွန်တော်ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒါကို0ပြန်လုပ်လိုက်တယ်ဒီအပေါ်အကောင်ကိုတကယ် main ကိုဒီပေါ်မှာ100လိုက်ထည့်လိုက် main က100ဖြစ်သွားနော် so ဒီဘက်နားချက်ကြည့်နော်ကျွန်တော်ဒီမှာ0လုပ်လိုက်လို့ရှိရင်ဒီမှာအပေါ်တက်တယ်ဒီမှာ100လုပ်လိုက်လို့ရှိရင်တော့အောက်ဆင်းတယ် right so အောက်ဆင်းနေပြီသားနော်အဲ့ဒါကြရင်ကျွန်တော်ဒီလိုဖြစ်နေရဲ့အဲ့အောင်မှာကျွန်တော်ဟာလုပ်လိုက်အပေါ်တက်လာအဲ့ဒါဘယ်လိုနေရာမှာအသုံးဝင်လဲဆိုတော့ဒီမှာတော့နည်းနည်းတော့ရုပ်ဆိုးတယ်ဒါပေမဲ့ prototype မှာခုနထည့်ထားတဲ့ဟာမှာ animation ဆိုတာရှိတယ်အဲ့ဒါကိုကျွန်တော် smart animate လုပ်လိုက်လို့ရှိရင်ဒီလိုလေးပဲ game လေးလိုဖြစ်သွား Mario game လို့မျိုးနော် so ဘယ်လိုခေါ်လဲ e-commerce တွေမှာဒီအဲ့လိုလှလေးလုပ်ချင်ဆိုအဲ့လိုမျိုး trick လေးသုံးလို့ရတယ်နော်ဒါပေမဲ့တိတ်တော့ effective ဖြစ်ဘူးဘာလို့တော့ responsive တိတ်မဟုတ်လို့နော်အဲ့ example တွေတကယ်ကြုံမှပဲရမယ်ထင်တယ်သိလားနော်ဘယ်ဘာကြောင့်မို့ဒီလိုပြဿနာတွေဒီလိုမလုပ်သင့်လဲပါနော်ဒါနောက်ဆုံးကြလဲ Figma prototype တွေ customer ကြိုက်ရင်ပြီးတော့ကွာ developer ရဲ့ဒီလိုလုပ်မှာမဟုတ်နော် so down ဒီလိုမျိုး animation လေးတွေကြည့်လိုက်လို့ရှိရင် developer နားလည်ဖို့ပဲသူဘယ်လိုလုပ်သူဘယ်လိုမျိုးလုပ်ချင်တာလဲတင်မှာ customer ဘယ်လိုကြိုက်တာလဲအဲ့လိုနားလည်ဖို့ပဲ so developer ကိုနီးဟန်ကိုစဉ်းစားလိုက်ရနော် so customer ကြိုက်ရင်တော့ပြီးတော့ဆိုဒီလိုမျိုးလေးလုပ်ချင်ပြကျွန်တော်အရင်တော့ဆိုအဲ့လိုမျိုးလေးလုပ်ဖို့တချို့ပြဿနာလေးတက်လို့နော်ဒီမှာအပေါ်100လောက်လိုက်လို့ရှိရင်အဲ့လိုပဲနှိမ့်လိုက်တော့မှကြီးတာအဲ့လို case တွေရှိတယ်ဆိုတော့ animation တွေရှိတာတကူ okay okay so Figma prototype တွေတအားဆွမ်းနေ right so now တခုကျွန်တော်ပြမယ် so ဘယ်လိုဖြစ်မလဲဆိုတော့အကယ်၍ okay about the thing okay ဒီလိုလုပ်လိုက်မယ် what happens if ကျွန်တော်တို့က variant 2မှာနော်ဒီလိုလုပ်လိုက်မယ်ဆိုတော့လို့နော် again variant 2မှာကကျွန်တော်တို့က house ဒီလိုပေါ်ကျင်နေထားပါတော့နော်မြင်ရတော့ပြ house 2ပြီးသွားလို့ရှိရင်ပါလဲတော့ let's say like on sale နော်အဲ့လိုဖြစ်မယ်တော့ဟာပါလုပ်လိုက်လို့ရှိရင် on sale တော့ပေါ်ကျင်နော်ဒီလိုပေါ်ကျင်တယ် right so အဲ့ on sale ကိုကျွန်တော်တို့ကနော်ဘယ်လိုလုပ်ရမလဲဆိုတော့အကယ်၍ on sale ကိုလည်းကျွန်တော်တို့ကထိန်းကျင်တယ်အကယ်၍ like ဒီ design နဲ့မှာကျွန်တော်တို့က on sale မပြောဘဲနဲ့ like out of stock ပြောချင်တယ်နော်ဒီလို out of stock အဲ့လိုပြောချင်တယ်ဆိုရင်ဒီကောင် default ပြန်change လိုက်ဟုတ်လားမဖြစ်သွားဘူးပြန်မဖြစ်သွားဘူးနော်လေဒီကောင်ဒီမှာ variant ပြန် change ပြီးတော့မှ out of stock လုပ်ရင်တော့မှကျွန်တော်ကဒီလိုလုပ်လိုက်လို့ရှိရင် default လုပ်လိုက် default ပြန်ပြောင်းလိုက်လို့ရှိရင်အခုတည်း on sale ပဲဖြစ်နေတာနော် out of stock ဆိုတာပြန်မပြောင်းအောင်နော် so ဒီကောင်အကုန်လုံး on sale တွေဖြစ်နေနော် so ကျွန်တော်အဲ့ပြဿနာလေးရှိတယ် so အဲ့ဒါကိုဘယ်လိုထိန်းမလဲ right အဲ့ဒါကိုဘယ်လိုထိန်းမလဲဆိုတော့ဒီမှာလဲကျွန်တော်တို့ကဟိုယူလာခဲ့ရတယ်ကျွန်တော်ပြန်ရှင်းပြဒါပြီးပြန်ရှင်းပြမယ်နော်လည်းရှုပ်သွားမယ်လို့ရှိလို့ရှင်ဒီမှာ on sale နော် so on sale နှစ်ခုလုံးထည့်လိုက်ရတယ်နော်ထည့်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီနှစ်ခုကိုဒီပုံမှာလေ multi editing ဆိုတာရှိတယ်နော် multi editing နော်အဲ့ကလို့လေးရှိတယ်ဟိုဒီ variant component တွေကိုနှိပ်လိုက်လို့ရှိရင်ဒီပုံမှာပေါ်တယ်နော်အဲ့မှာ on sale ကိုနှိပ်လိုက်ပြီးလို့ရှိရင်ဒါနှိပ်လိုက်လို့ရှိရင်ဒါ Figma ဟိုအလင်းပြရကွာဘယ်နှစ်ခုကတူလဲဆိုတော့နော် Figma ဘယ်နှစ်ခုကိုတူတယ်လို့ထင်လဲဆိုတာပြဆိုကျွန်တော် house 2နှိပ်လိုက်လို့ရှိရင်ဒီအပေါ်က variant 2ရဲ့ house 2နဲ့ default ရဲ့ house 2ကအတူတူပဲ on sale say green red အကုန်အတူတူပဲ blue so the Figma သိရကွာငါသိရမင်းဘာလုပ်ချင်တာလဲအဲ့လိုမျိုးတော့နော် so အဲ့လိုမျိုးတူအောင်လိုက်လုပ်ရတယ်လုပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီ house on sale ကိုဘယ်လိုခေါ်လဲဆိုတော့ဒီမှာ manual multi edit ကိုပိတ်လိုက်နော်ပြန်ပိတ်ပြီးသွားလို့ရှိရင်ဒီအပေါ် on sale ကိုပဲနေထားတယ်ဒီကောင်ကိုဖျောက်လိုက်အဲ့လိုဖျောက်ပြီးတော့မှဒီထဲကကျွန်တော် manual ပြန်ဖွင့်ပြီးတော့ဒီထဲမှာလေဒီကျွန်တော် change နေတဲ့ဒီကောင်ကို manual ပြန်ဖွင့်ပြီးတော့အဲ့ on sale ကိုကျွန်တော် out of stock အဲ့လိုပြန်လို့အဲ့လိုလုပ်လိုက်ပြီးတော့မှဒီကောင်ကိုပြန်ပြီးတော့ message ပေးတယ်အဲ့ဆိုရင်ဟိုထဲမှာပြန် change နော်အဲ့လိုမျိုးတော့မြန်သွားလားနားလေလားနားမလဲလို့ရှိရင်ပြန်ရှင်းပြမယ်နော်ဟုတ်မြန်သွားလားဟုတ်နည်းနည်း okay
okay အဲ့တော့ဘယ်လိုရှင်းပြရမလဲဆိုတော့ဒီလိုရှင်းပြမယ် reset ပြန်လုပ်လိုက် okay ဒါမရှိဘူးထားပါဘူးဒီလိုမျိုးနော်လိုချင်တဲ့မှတ်တိုင်ကဒါလိုချင်တာဒီလိုကျွန်တော် Hava လုံးလိုက်လို့ရှိရင် on sale ပေါ်ချင်တယ် okay လို Hava လုံးလိုက်လို့ရှိရင်ဒီအိမ်ကရောင်းနေလားမရောင်းနေလားပေါ်ချင်တယ်ဒါမဲ့လို့ဒီဘက်က okay ထားပါဒီအရင်ချင်းရမယ်ဒီဘက်ကအိမ်ကိုကျွန်တော်ကဒါဟိုပန်းကြိမ်ပါတဲ့အိမ်ကွာဒီအိမ်ကိုကြတော့ကျွန်တော်တို့ကရောင်းထွက်သွားပြီရောင်းထွက်သွားပြီတာပြချင်တယ် right ဘာလို့ UI design မှာဆိုအဲ့လိုပြရတယ် okay အဲ့ဒါလေးကြုံလုံးပြပြ UI design မှာဆိုရင်ကိုကတ်တွေလုံနေလို့ရှိရင်အကဲအိမ်ရောင်းတာတို့ e-commerce ဆိုပါလို့ဆိုကွာအကုန်လုံး design တူမလုပ်ဘဲနဲ့ customer နားလည်အောင်လို့ကတ်တစ်ခုကြတော့ on sale right တစ်ခုကြ out of stock အဲ့လိုမျိုးလေအဲ့လိုမျိုးဥပမာလေးလုပ်ထားပေးရတယ်ဆိုမှ customer တွေအမတို့ပစ္စည်းကရောင်းထွက်သွားရင်ကျွန်တော်ကဒီ design လိုချင်တာအမတို့ပစ္စည်းက discount ချနေရဆိုရင်ကျွန်တော်ဒီ design လိုချင်တာတာမယ်ဆိုဒီ design နော်အဲ့လိုမျိုး design 3ခုလောက်တော့ကျွန်တော်ထားတယ်အဲ့မှာဒါတော်တော်ကောင်းတဲ့ UI design ဟုတ်စဉ်းစားထားပြီdeveloper ချစ်တယ်အဲ့လိုမျိုးတော့နော်ဒါမှမဟုတ် developer ဘာလို့လုပ်ရမလဲ okay so ဒါကျွန်တော်အခုချိန်မှာဆိုတာ Hava လုံးလိုက်ရင် on sale အကုန်ဖြစ်တယ်နော်ဒီအစိမ်းရောင်အိမ်က customer ပြောတယ်ငါ့ကိုဒီအစိမ်းရောင်အိမ်က out of stock ဆိုပြီးပေါ်ပေးပါနော်ဒီမှာ out of stock Hava လုံးလိုက်လို့ရှိရင် out of stock ကျန်တဲ့ကောင်တွေ on sale နော်ဒီကောင်မှာ out of stock အဲ့လိုပေါ်ပေးပါဆိုဘယ်လိုထိမလဲနော်အဲ့မေးခွန်းပေါ်လာပြီဆိုကျွန်တော်တို့ရဲ့ဒီ default variant မှာက on sale ဆိုရစာမပါဘူးနော်ဒီတဲ့ variant 2မှာပဲပါတာအဲ့ဒါဆိုကျွန်တော်တို့က Hava လုံးလိုက်ရင်ပေါ်ချင်တယ်ဆိုဘယ်လိုသွားထိမလဲနားလဲလားအဲ့ပြတ်တယ် right so out of stock ကျွန်တော်ဘယ်နာတော့ပြင်နော်မတကယ် house 2ကိုကျွန်တော်ဒီနာမည်ဆိုပြင်လို့ရဗျာမagain နော် again ဆိုပြင်လို့ရတယ် right မ customer ကအကြိမ်ဒါကို8000နဲ့ရောင်းနေဆိုရင်8000နဲ့ရောင်းနေဆိုရင်ကျွန်တော်တို့ပြင်လို့ရတယ်စာပြင်လို့ရတယ်နော်အကုန်လုံး Hava လောက်လိုက်လေ8000နော်ဒါပေမဲ့အဲ့ on sale ဆိုရယ်စာကိုဘယ်လိုပြင်မှာလဲ right အဲ့မိကွန်းဟဲ့လားနော်အဲ့ on sale ဆိုရယ်စာကိုဘယ်လိုပြင်မလဲဆိုတော့အဲ့ဒါကျွန်တော်ခုနပြောသလိုဒီ on sale ဒီအပေါ်မှာလာကူးလိုက်ကူးလို့ပြီးသွားရင်ဒီမှာ on sale တော့ပေါ်နေ right on sale တော့ပေါ်အဲ့ဒီအချိန်မှာဒီ on sale ကိုကျွန်တော်တို့ကချိန်မှာ out of stock နော်အဲ့လိုချိန်လိုက်လို့ရှိရင်ဒီမှာ out of stock ဆိုပေါ်သွားဒီမှာ on sale ပြဿနာ Hava မလုပ်ထားလဲဒီကောင်တွေအကုန်လုံးပေါ်နေနော်အဲ့တော့ကျွန်တော်တို့ကဒီဘက်ကိုပြန်လာပြီးတော့ပိတ်လိုက်တာဒီ main မှာပြန်ပိတ်လိုက်တာ message ပိတ်လိုက်တာ so information ရှိနေမမြင်ရတာရှိတယ်နော်အဲ့လိုကြမှာ out of stock on sale okay ရှင်းလားဟုတ်ရှင်းပါပြီ okay ရှင်းပါnow ပြဿနာခဏကြုံရမယ့်ပြဿနာတစ်ခုရှိရဲ့it's ဓာတ်ပုံပြဿနာနော်development မှာတော်တော်လေးလွယ်ပေမဲ့လို့ design မှာတအားခက်တဲ့issue ရှိရဲ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဓာတ်ပုံရှိရထားပါဒီမှာဓာတ်ပုံကြီးရှိရနော်okay ဓာတ်ပုံတကယ်ဓာတ်ပုံထည့်ပြ let's go my photo okay so တကယ်ဓာတ်ပုံထည့်လိုက်လို့ရှိရင် what happens နော်ဒီမှာအစိမ်းအောင်လုပ်ထားလိုက်လို့နော်အစိမ်းအောင်လုပ်ထားလို့မပေါ် reset ပြန်လုပ်လိုက်အကုန်လုံး reset ပြန်ချပြီးတော့ site ပြန်ပေးလိုက်ညအောင် okay so ဒီမှာဆိုရင်ကျွန်တော်က Hava လုပ်လိုက်လို့ရှိရင်ဓာတ်ပုံဒီလိုကြီးအနီရောင်ကြီးမဖြစ်ချင်ဘူးနည်းနည်းလေးမဲဝါးခြင်းတယ် right နည်းနည်းလေးမဲဝါးတဲ့ effect မြင်ဘူးလားမသိဘူးနော်အဲ website ဒီမှာရှိရလေနည်းနည်းလေးမဲဝါးတယ် Hava လုပ်လိုက်လို့ရှိရင်အဲ့ရကိုဘယ်လိုလုပ်ကြမလဲနော်နည်းနည်းလေးမဲအောင်ကျွန်တော်ဘယ်လိုလုပ် so ကျွန်တော်ဒီဘက်မှာဒီတာမန်နော်ဒါမတင်နာတဲ့လူဆိုဒီလိုမျိုးဒီကောင်ကိုကူပြီးသွားလို့ရှိရင်ဒီမှာဓာတ်ပုံသွားထည့်တယ် right ဓာတ်ပုံထည့်နီးတကယ်သိချင်တယ်ဆိုတော့ကျွန်တော် first video သွားကြည့်နော်ဒီမှာတော့ဒါ component တင်ညာဆိုတော့ဓာတ်ပုံထည့်လိုက်ပဲထားပါ so ဓာတ်ပုံထည့်လိုက်ပြီဆိုရင်ဒီမှာဓာတ်ပုံဝင်သွားပြီဓာတ်ပုံပေါ်မှာကျွန်တော်က Photoshop သုံးပွဲလို့ရှိလားဒီမှာ Photoshop သုံးခုကြလား Canva တို့ Photoshop so သုံးဖို့လို့ရှိရင်တော့အဲ့လို layer လိုပဲတော့အပေါ်မှာကျွန်တော်ကအမဲအောင်ထည့်လိုက်တယ်အမဲအောင်ထည့်လိုက်ပြီးတော့ကျွန်တော် opacity တွေဒီဘေးကအဲ့လို
ဒါ opacity တရားအကုန်မဲသွားပြီဆိုဘာမြင်ရတော့သူ့အောက်ကဓာတ်ပုံမမြင်ရတော့ဒီမှာဓာတ်ပုံဆိုကျွန်တော် opacity 20လောက်လိုက်လို့ရှိရင်ဒါနည်းနည်းမဲသွား right ဆိုအဲ့လိုမျိုးထည့်လိုက်လို့ရှိရင်ကျွန်တော် hover လုပ်လို့ရှိရင်နည်းနည်းလေးမဲသွားပြီလားနည်းနည်းလေးမဲသွားအဲ့လိုရှိရလိုချင်တာအဲ့ effect နော်ဒီ customer ဒီ effect လိုချင်တယ်ငါ hover လုပ်လိုက်လို့ရှိရင်နည်းနည်းလေးမဲပါဆိုတော့အဲ့လိုလိုချင်တယ်နော် customer လို့တောင်းတတ်တယ်ခဏခဏအဲ့လိုပြဿနာလေးရှိအဲ့လိုမျိုးဖြစ်လိုက်လို့ရှိရင်ကျွန်တော်နည်းနည်းပို့ပြီးမဲပြဆိုတိတာ50လောက်ထားဟာမလုပ်လိုက်မဲပါနော်အဲ့လိုအဲ့ပြဿနာဘယ်နာမှလာဖြစ်တယ်ဆိုတော့အကယ်၍ house ကခုနလို backend နော် backend မှာကျတော့ကျွန်တော်ကဒီပုံမဟုတ်ပဲね customer backend ကတခြားပုံချင်းပေးပါလို့ကျွန်တော်တခြားပုံချင်းလိုက်တယ်ဒီပုံချင်းလိုက်မှာထားပါနော်ဒီပုံချင်းလိုက်ရင်ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ဒီမှာ hover လုပ်လိုက်လို့ရှိရင်ကျွန်တော်ပုံရင်းနဲ့ပြန်ပြနော်အမေအောင်ပုံရင်းပြန်ပြအဲ့ backend ကဟိုတကယ်အသက်လဲလိုက်တဲ့ပုံမပေါ်လာတော့နော်အဲ့ဆိုဘယ်လိုသွားချိန်လဲဆိုခဏခဏအဲ့ပြဿနာရှိနော်အဲ့တော့ဘယ်လို solve ရလဲဆိုတော့ဒီကောင်ကိုတကယ်ဒီ red ဆိုတဲ့ frame ထဲမှာဒီဓာတ်ပုံကိုဘယ်လိုခေါ်တော့ red ဆိုတဲ့ frame ထဲမှာ frame နောက်တစ်ခုထွင်ရနော်ဒီ red ထဲမှာ frame နောက်တစ်ခုထွင်ရနော် so frame နှစ်ခုတို့ဖြစ်သွားနော် frame နှစ်ခုထွင်ပြီးလို့ရှိရင်ဒီ frame ကိုကြတော့ခုန parent နဲ့လေ parent နဲ့ child relationship မှတ်မိလားကလေးနဲ့မိဘနော်အဲ့လို relationship အဲ့ relationship သူတို့နှစ်ခုလောက်ပါမယ်လုပ်ဖို့ရှိရင်ကျတော့ down arrow ဖြစ်ဖြစ်ဒီဘက် arrow ဖြစ်ဒီနှစ်ခုလုံးကြိုက်ရလုပ်ရရတယ် down arrow ပြောင်းလိုက်မယ်ဆိုရင်ဒီကလေးနဲ့မိဘနဲ့သူတို့မိဘကလေး relationship ဖြစ်သွားနော်ဒီ၄တောင်ကွက်ကြီးပေါ်နေရဆိုတာတစ်ခါလေကျရင်ပေါ်တယ်ဒီ၄တောင်ကွက်ပေါ်ရဆိုတာဒါ absolute ignore auto layout လုပ်ထားလို့ဒါလေးပိတ်လိုက်ဒါပိတ်လိုက်မပိတ်ရလို့ရှိရင်တော့ဟိုခုနလိုမျိုးမိဘကလေး relationship တိတ်လုပ်လို့ရမှာမဟုတ်ဘူးနော်ဒါပိတ်လိုက်လို့ရှိရင်မိဘကလေး relationship ဖြစ်သွားတယ်နော်ဒီနှစ်ခုပဲကြည့်နော်ဒီနှစ်ခုပဲကြည့်ဆိုဒါ parent နဲ့ child okay so ဘယ်သူစကားနားထောင်လဲအဲ့ case ဖြစ်သွားပြီနော် so ခုနနေရာပြန်သွားရအောင်ဒီမှာဒီနှစ်ခုကိုကျွန်တော်တို့ကဒီကောင်က child နော်ဒါ parent ဒီလို case မှာဆိုရင်ကျွန်တော်တို့ကchild ကိုမြင်တယ်ဆိုတော့ color ပြန်ချင်းလိုက်မယ် color okay color အနီနော်ဒီမှာ parent ကဒီအောက်ထဲမှာမြင်လာတော့မသိဘူးမရေးလေးမြင်ရတယ်နော် parent ကလေးကအပေါ်မှာတက်တယ်နော်ဒီလို case နော်ဒါပေမဲ့ကလေးကဒီ parent အထဲထဲမှာနော်ကလေးနဲ့ parent နဲ့အဲ့လို꿰အောင်မြင်ဆိုရင်ကလေးကိုကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့ကလေးကိုကျွန်တော်ကအမဲပြောင်းလိုက်မယ်အမဲပြောင်းပြီးတော့20%ခုနလို50%နော်50%လုပ်လိုက်တယ်နော်ဆိုဒီက black overlay နော်အဲ့လိုပြသွားပြီဒီအောက်မှာ parent ကကျတော့ခုနဓာတ်ပုံပဲနော်ကျွန်တော်ပုံပဲနော် so အဲ့ relationship လုံးလိုက်ပြီးသွားတော့မှဒီ black overlay ကိုကျွန်တော်က fill ဆိုခုနရှင်းပြတဲ့အတိုင်းပဲနော်မိဘရဲ့ site ကိုပဲ like ကပ် okay ပြီးမိဘကိုလည်းကျွန်တော်က padding ကို0လုပ်လိုက်ရမယ်ဘာလို့လဲဆိုတော့0မလုပ်လို့ရှိရင်ခုန10ဆိုဒီနားမှာတွေ့လားဒီလိုမျိုးလေးပေါ်တယ်နော် so 0လုပ်လိုက်လို့ရှိရင်ပျောက်သွားပြီ padding မရှိတော့ဆိုအပြည့်ပဲနော် so overlay ရှိတယ်အဲ့အောင်မှာဒီ parent relationship ကိုဒီအောက်ထဲကဟာကိုကူလိုက်ဒီအောက်မှာကျတော့ red ပဲရှိတယ်တွေ့နော်အဲ့ red ကို right click လုပ်လိုက် paste to replace နော်အဲ့ဒါလဲထုတ်လိုက်တာနော်ကျွန်တော်ရှင်းပြအဲ့ခုန parent ရဲ့ black overlay ရဲ့ဟိုကျွန်တော် parent ရဲ့တခုလုံး copy ကူးလိုက်တယ်ကူးပြီးလို့ရှိရင်ဒီအောက်က variant 2ရဲ့ red ကို paste to replace လဲလိုက်လို့ရှိရင်ကျွန်တော်အဲ့ခုန multi edit တွေ multi edit 2နဲ့ကျွန်တော်ဟုတ်လားမဟုတ်လားပြန်စစ်လို့ရတယ်ဒါနှိပ်လိုက်လို့ရှိရင်ဘယ်ကောင်တွေ link ချိန်ထားလဲဆိုတော့ကြည့်လို့ရတယ်သူကျွန်တော် parent ကိုနှိပ်လိုက်လို့ရှိရင်ဒီဘက်မှာလည်း parent နော် black overlay ကိုနှိပ်လိုက်လို့ရှိရင် black overlay အဲ့ဒါဘာပြောလဲဆိုတော့ Figma ကနားလေမင်းဒီနှစ်ခုတူတယ်အဲ့လိုမျိုးပေါ့နော် so Figma နားလေဖို့လိုတယ်ဆိုကျွန်တော်အဲ့ကြောင့်တူအောင်လို့လုပ်တာနော် so အခုနားလေသွားပြီ black overlay ရှိရပြီးအောက်ကဓာတ်ပုံနော်ဒီဟာ image လို့ပြန်ပြောင်းလိုက်လို့ရတယ်အဲ့ဒါ UI design လုပ်ချင်တဲ့ Figma project တွေတကယ်ထောင်ချင်တဲ့လူတွေတော့နော်နာမည်လေးတွေကိုတူအောင်လုပ်ပေးပါနော်နာမည်လေးတူအောင်လုပ်ပေးပါပြီးတော့လို့ရှိရင်နာမည်လေးတေချာမဲ့ပေးပါ okay ဘာလို့ဒါမှမဟုတ်ဆိုနာမည်လေးချာမဲ့တော့ဆို developer တွေနဲ့နော်ကိုယ့်ကိုယ်ပဲတက်သေးချင်တာနော် so frame 1နေမလုပ်နဲ့နော် frame 1နေ frame ကြီးဒီမှာ Figma မှာ train လိုက်ရ frame 1ဆိုပြီးပေါ်တယ် frame 1နေမမြင်ကြဘူးနော်ဟိုဒီလိုနာမည်လေးတေချာမဲ့ပေး okayတချို့ဆိုကိုOCD ရှေ့ဟာလေးဆို drum လေးတွေအသေးပုံလေးတို့ကျယ်လေးတို့ထည့်တာ
replace here ဒီလိုမျိုးလေး replace this အဲ့လိုမျိုးလေးထည့်တာနော်တည်တည်တက်တက်လုပ်ချင်နော်ဒါကိုယ့်ရဲ့ level of work ပဲနော်တေချာလုပ်ချင်တယ်ဆိုတေချာလုပ်လို့ရတယ် okay alright so ဒီမှာ image ဖြစ်သွားပြီနော်ပြီး black overlay ဒီမှာလဲ variant 2မှာလဲ image ရဲ့ black main မှာလဲ black ရဲ့ image ရဲ့ black overlay နော်အဲ့ဒါအောင်မှာကျွန်တော်တို့က main ကဟာကိုကျွန်တော်တို့ဖြောက်လိုက်နော် main က black overlay ကိုဖြောက်လိုက်တော့ဒီအောက်မှာပဲ black overlay ကမြင်နေရတယ်အဲ့တော့မှခဏ sorry prototype မှာပဲအဲ့တော့မှကျွန်တော်တို့ကဒီ prototype မှာကြာရင်ကျွန်တော်ကဒီလိုမျိုး cover လုပ်လိုက်လို့ရှိရင်မဲပါပြဓာတ်ပုံလေးချိန်လို့ရတယ်အဲ့တော့ဓာတ်ပုံဘယ်လိုချိန်လဲဆိုတော့ဒီမှာဒီဓာတ်ပုံချိန်နေတယ်ဆိုရင်ဒီ image ကိုပဲဒီ black overlay ကမျက်စိမိတာဟုတ်လားဒီ image ကိုပဲကျွန်တော်တို့ကနှိပ်လိုက်တယ်ပြီးရင်ကြိုက်တဲ့ဓာတ်ပုံချိန်လိုက်တယ်ဒီမှာတကယ်ဒါချိန်ရဆိုတာနော်ဓာတ်ပုံချိန်ပြီးသွားလို့ရှိရင်refresh ဓာတ်ပုံချိန်ပါနော်ချိန်သွားလို့ရှိရင် hover လုပ်လိုက်လို့ရှိရင်မိန်သွား okay ဟုတ်ကဲ့ အဲ့ပြဿနာခဏကြုံလိုက်နော်ဒီပြဿနာဒီ release မှာခဏကြုံလိုက်မယ်နော်ဟိုအဲ့ variant 2ထိန်းလို့မရတဲ့ပြဿနာနော် variant 2ထိန်းလို့မရတာ ਨੇ အလွယ်ဆုံးစီးကံကဘာလဲဆိုတော့ variant 1ထဲမှာသူ့ရဲ့ copy ကိုထည့်ပြီးမျက်စိမိတ်ရနော်အဲ့ဒါဆိုထိန်းလို့ရပါတယ်လမ်းထိန်းလို့ရပါတယ် okay နော် alright so really အချိန်ကနည်းနည်းပြည့်တော့မယ်ဆိုတော့component ကတော့ဒီနားမှာပဲရမှာရ okay ကျွန်တော် Q&A ရပြီးသွားလို့ရှိရင် Q&A ပြီးသွားလို့ရှိရင် homework လေးတစ်ခု review လုပ်ချင်တယ်အဲ့ဒါမို့နော်ဒီနေ့တော့လောက်ပဲ components နည်းနည်းထပ်တင်လို့ရအောင်မယ်အဲ့တော့ maybe now workshop တစ်ခုလုပ်လိုက်မယ် next Wednesday လာမယ့် Wednesday ကျရင်ထပ်လုပ်လိုက်မယ် okay လုပ်ချင်တယ်ဆိုရင် maybe comment လေးဖြစ်ဖြစ် Telegram group လေးတော့ဖြစ်ဖြစ်တစ်ခုပြောပေးနော်ဒီနေ့ workshop ဘယ်လိုလဲအဆင်ပြေလားမပြေဘူးဆိုလည်းပြောပေးဘယ်လိုမျိုးလေးထပ်တွေ့ချင်တယ်နော်အဲ့လေးပြောပေး okay Q&A စမှရမယ်အဲ့ဒါမို့နော် okay so Q&A မေးချင်တဲ့မေးခွန်းရှိလားနော် anything မေးကြလေးရှိရင်မေးပါအဲ့လိုကျွန်တော်အားများသိချင်တယ် UI နဲ့ပတ်သက်ပြီးတော့အဲ့လို anything hello bro hello component ထဲမှာလေဒီ instant ထဲမှာပေါ့serial ဖြစ်ပြီးတော့ element အသစ်ထပ်ထည့်တာမျိုးကြတော့ အဲ့လိုမျိုးမထင်းချင်လို့ဆိုရလေမထင်းချင်လို့ထည့်လို့ရခုနပြပြလို့ပဲအဲ့မှာကျွန်တော်ပြန်ပြမယ်နော်မှာအကယ်၍မှာတကယ်၍ကျွန်တော်တို့ကလုံးဝမထင်းချင်တဲ့ဟာဆိုရတယ်ဥမာဘယ်လိုပြရလဲဒီ line လေးထည့်လိုက်let's say ဒီ box လေးထည့်လိုက်နော်အမြန်ပြရနော်တကယ်ဒါတာငန်ကြီးတွေဆိုတော့ line လေးရှိတယ်နော်ဒီ line ပေါ်ကျင်တယ်နော်ဒါပေမဲ့ဒီ line ကကျွန်တော်တစ်လုံးထိန်းမှာမဟုတ် line အယောင်လည်းမချင်းဘူးဘာမှမချင်းဘူးဒီ line ကဒီ line အမဲအောင်ဒါပဲနော်တစ်လုံးထိန်းမှာပေါ့အဲ့လိုမျိုး case ဆိုရင်ရအဲ့ဆိုဒီ product မှာလာပြီးဒီလိုမျိုးအမဲဖြစ်သွားတယ်နော်အဲ့လိုလုပ်လို့ရတယ်ဒီ variant 2ထဲမှာပဲထည့်ပြီးတော့ variant တကယ် default မှာမထည့်တဲ့ case ကမင်းဒီဟာကိုတစ်လုံးချင်းဖို့အစီအစဉ်မရှိမှာနော်ဒီကောင်ချင်းဖို့အစီအစဉ်ရှိရဥပမာငါပကံအတွက်ကြရင်တော့ငါ line ကိုအမဲမပေါ်ချင်ငါ line အနီပေါ်ချင်တယ်ဆိုရင်မင်းမအဲ့ပြဿနာတက်လို့ရှိရင်ဒီအမဲ line ကိုလည်းမင်းက variant 1နဲ့ပြန်ထည့် default တွေကိုပြန်ထည့်မှရနော်ဒီတွေကိုပြန်ထည့်မှရဒီတွေကိုပြန်ဆွဲထည့်မှရဆွဲထည့်ပြီးတော့ခုနကမျက်စိမိတ်လိုက်အဲ့ဆိုရပါတယ်နော် okay ဟုတ်တယ်နောက်တော့တစ်ခုကကြတော့လေဒီ UI UX designer နဲ့ developer နဲ့ကြားထဲမှာဘယ်လို communicate လုပ်လဲပေါ့နော်အဲ့တော့ component တွေအတွက်ကို documentation တွေပါလုပ်ပေးရပြီလားဘယ်လိုလဲဆိုတော့ကျွန်တော်တို့လုပ်တယ်။ဒါတကယ် project ကဒီတက်အများကြီးတော့မြင်တယ်ဗျ။အချိန်ရသိမရှိတော့အလွယ်ဆုံးပြောရမယ်ဆိုဒီလိုလုပ်တယ် button လို့ main button လို့ဒီလိုလုပ်တာ right ပြီးတော့လို့ရှိရင်ဒီအောက်မှာက frame ရှိရ section ရှိရ section ကိုဒီလိုလုပ်ပြီးတော့ဒီလိုမျိုးပြီး buttons ဒါမှမဟုတ် components နော်ဒီလိုထားပြီးတော့လို့ရှိရင် main button ဆိုပြီးပြစ်ထည့်လိုက်နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီမှာ frame လေးနဲ့ပြပြမင်းရဲ့မှာ frame လေးပဲဖြစ်ဖြစ်ပြီးတော့လို့ရှိရင်ဒီကောင်လေးကိုအဝါရောင်လေးလိုလေးလုပ်လိုက် notepad လေးလုပ်ပြီးတော့brother
need to watch this နော်ငါတို့အဲ့လိုလုပ်တယ်နော်တော်တော်လေးလုပ်တယ်နော်အဲ့လိုလုပ်တယ်နော်ဘာလို့ငါတို့အဲ့လိုငါတို့ developer တွေကဟို Figma Pro မဝယ်ထားပြီလို့ okay ခုနအမတယောက်ရှိပါ why move ဘယ်လိုလုပ်လဲမသိဘူး we move အဲ့လိုမျိုးလေ hey sis you need to watch this ဆိုပြီး link လေးချပေးတာအဲ့ link ကပါလဲဆိုတော့သူ reference user ရဲ့ website ထဲက link လေးချပေးတာ ဘယ်ဟာရွလဲဘယ်မှာလဲ အဲ့မျိုးဟိုအချို့ main website တွေထဲမှာဆိုရှင်အချို့ website page ပေါ့နော် page 2ပဲထားပါအဲ့လို page 2ရှိလို့ရှင်အဲ့ page 2ကိုသွားကြည့်လိုက်ပြီးတော့မှဒီ design ပုံစံမျိုးလေးကိုသူ reference ယူထားတဲ့အကြောင်းပြောတယ် okay အဲ့လိုမျိုးဟုတ်ပြီ အမေကပါလဲ ဟိုဒီ communication လုပ်တဲ့ထဲမှာအများဆုံးကတော့ဟိုအခုပြောသလိုမျိုးပဲလုပ်တာပါတယ်ဒါပေမဲ့အဲ့လိုမျိုးလုပ်အောင်တဲ့မှာ website link လေးတွေကချပေးတာပေါ့ okay အဲ့လိုမျိုးလေးဖြစ်တယ်ဒါပေမဲ့ the gate professional company အကြီးကြီးမှာကြာပြောဘယ်လိုလုပ်လဲဆို annotation သုံးတယ်ဒါမသုံးဒီခွက်ကြီးမသုံး အញ្ញံသွားတဲ့အချိန်ဟိုတည်ရမှာ manager ကြီးမရှိတဲ့အချိန်ကြောင်းမှာအဲ့လိုလုပ်တာအဲ့လို okay documentation ရှိကိုရအဲ့လို documentation သိမဖတ်ပါ ဟုတ်တယ်ခုနဟိုဘယ်လိုလဲအောင်မင်းခံရမလို့နော်မေးလိုက်တာအဲ့ဒါဟိုဖြေရမယ်ဆို the gate professional ကဟိုတကယ်ဟို committee ကြီးကဘယ်လိုလုပ်ဆိုဒီမှာ annotation သုံးတယ် annotation ဆိုရှိရင် comment ရှိရ annotation ရှိရ annotation y လို့ပြအဲ့ထောက်လိုက်တာထောက်ပြီးသွားလို့ရှိရင်ဒါ development လို့နေတယ်နေပြီးသွားလို့ရှိရင် hey developer here is this ဘာညာမလားလို့အဲ့လိုမျိုးနော်အဲ့လိုရှိရင်ဒီလိုမျိုးပေါ်တယ်တွေ့လားအဲ့လေတော်တော်မိုက်ဘာလို့အဲ့ဒါဆိုရင်ဒီလိုရွှေ့တယ်တို့ရွှေ့အဲ့အပြောင် annotation တွေလိုက်ဒါရှော့လိုက်နော်အဲ့လေးကြောင့်တော့အသုံးဝင်တယ်နော်အဲ့လိုမျိုးလေးဆိုတော့ annotation တွေအများကြီးထည့်လို့ရတယ်ဒီကောင်လေးကိုပဲရွေးပြီးတော့ annotation ထည့်ခြင်းလည်းရတော်လေးထည့်ပြီးတော့မှ development ဆိုပြီးတော့အဲ့လိုမျိုးလေးနော်ဆိုတော့ဒီလိုဝင်နော်ဒီ client အတွက်လည်းပြောလို့ရတယ်unless ကို client က$4,000လောက်ပေးရဆိုတော့အဲ့ client အတွက်လည်း account ထွင်ပေးရလိုက်ပြီးသွားလို့ရှိရင်မှာ edit category မှာ category အသက်ထည့်လိုက်လို့ရမှာ for client ဆိုတော့ red ပြီးသွားလို့ရှိရင်ဒါ for client ဆိုတော့ client ကို account ထွင်ပေးလိုက်ပြီးတော့မှာ pro account ထွင်ပေးလိုက်ပြီးတော့ဒီလိုမျိုးလေးနော်အဲ့လိုလုပ်လိုက်ရနော်အဲ့ဆိုဒါ client မြင်ရတယ်ကျွန်တော်ကဒီလိုမျိုးလုပ်ချင်တာတကယ်တော့ဆိုပြီးတော့ ဟိုမှပြောသလိုမျိုး website link လေးတွေထည့်လိုက်ရနော်annotation ပဲလုပ်တာနောက်တစ်ခုကကြာရင် pay တန်တွေသုံးကြတယ်တခါကြာရင် down နဲ့ ruler measurement ဆိုတာရှိတယ်အဲ့ pay တန်ပါတော့ငါတို့ဟို development ကိုပြောချင်တာမှာဒီနားရဲ့ width ကဒီလိုလုပ်ချင်တယ်မှာဒီနား width ကဒီလိုနော်ဒီကောင်ရဲ့ width ကဒီလောက်ပြီးတော့လို့ဒီကောင်ဆွဲလိုက်လို့တင်လိုက်ရအဲ့ဒီကောင် width က34.54အဲ့လိုလုပ်ချင်ဒီကောင်54 decimal မပါအောင်နော်တကယ် development မှာ decimal မပါသေးနဲ့နော် pixel decimal မရှိဘူး full number ပဲ whole number ပဲရ okay ကျွန်တော်အမြင်ပြပြဒီလိုပေါ့ပေတန်လေးလုပ်လို့ရနော်ဒါ developer မြင်အောင်လို့တစ်ခါကျရင်တို့ကမမြင်ဘူးနော်အဲ့လေးပဲအဲ့လေးတော့လုပ်ကြတယ်လို့နော် alright ကျန်မေးခွန်းရှိလားမေးချင်တယ်ရှိလားမေးခွန်း maybe 4ခုလောက်ရအောင်ပဲထပ်ပြီးတော့မေးခွန်း4ခုလောက်ရမယ်ပြီးရင်တော့အချိန်ကုန်ပြီရှိမလား any like career အကြောင်းရှိမလား or anything မရှိတော့ရင်တော့ဘယ်သူလဲ homework ပို့ထားနော် homework အရင်ဘက်က homework ပို့ထားရလို့ပြောရှိတော့ labyrinth ဆိုရယ် Telegram group ထဲက labyrinth ဆိုရယ်လို့ပို့ထား homework ကို review လုပ်ပေးမယ်မိကုန်းမရှိတော့ရင်ရှိလား career opportunities လေးတစ်ချက်လောက်ပြောတယ် okay ဒီပါ မိရမိလေ ဒီပါဘာဖြစ်လဲ ဒီပါတဲ့ career opportunities တွေဘယ်လိုရှိလဲ right now တော့ခက်တယ်ဒါမလိမ်ဘူးနော်right now တော့ခက်တယ် is very hard like ခက်တယ် only way like တကယ်မြန်မာလူတွေနေတယ်လေတကယ် foreign မှာ or career အနေနဲ့လုပ်ချင်တယ်ဆိုရင်ဝင်နှန်းလုပ်ချင်တယ်ဆိုရင်ဒါတစ်ပိုင်းဝင်နှန်းလုပ်ချင်တစ်ပိုင်းနော်freelance လုပ်ချင်တစ်ပိုင်းဝင်နှန်းလုပ်ချင်ကြတော့လေကိုက project 5ခုလောက်လုပ်တာ
Figma project လေကို website design လုပ်ချင်တယ်ဆိုတော့ Figma project 5ခုလောက်လုပ်ထားပြီးတော့ဆိုရှင်အဲ့5ခုကနည်းနည်းကွဲမှရပြီလားဝန်ထမ်းဆိုရင်ပြောတော့ဒါဝန်ထမ်းပြောတော့ဝန်ထမ်းနည်းနည်းကွဲမှရမယ်ဥပမာကိုက HTML project တစ်ခုရှိမယ်ဆံဝင် website တစ်ခုရှိမယ်နောက်တစ်ခါကျတော့သင်ရွှေနာ project တစ်ခုရှိမယ် e-commerce တစ်ခုရှိမယ်အဲ့လိုမျိုးနည်းနည်းကွဲပြီးတော့5ခုလောက်ကောင်းကောင်းလေးလုပ်တာပြောဟိုကျွန်တော်တို့ခုန Figma project ကို file လေးရဲ့နာမည်လေးမြင်တာဒီကြလေး annotation လေးဒီကြထည့်တာပြောတော့ဘောက် sticky note လေးနဲ့ဒီကြလေးထည့်တာဒီကြအကုန်လုံးနာမည်မဲ့တာဒီကြလောက်တာပြီးအဲ့ case study 5ခုပဲလုပ်ပြီးတော့အဲ့ case study 5ခုကို Figma project file ဟိုပါတကယ် backend လေးတကယ် project file ကပေးပြီး resume ကိုအဲ့လိုထပ်မှရနော်ဟိုဓပုတ်ရင်းနဲ့ပဲမထည့်နဲ့ဟိုအခု UI designer တော်တော်များလေသူတို့ design လုပ်ထားတဲ့ website ဓပုတ်ရင်းကြီးလေအဲ့ဓပုတ်ရင်းကြီးပဲထပ်တယ်အဲ့ဓပုတ်ရင်းကြီးနဲ့ပဲမထပ်နဲ့တကယ် Figma project ကိုထပ်လိုက်အဲ့လိုမျိုးဆိုနည်းနည်းပိုရနိုင်တယ်နော်နောက်တစ်ခါ English UI designer ဖြစ်မယ်လို့ Korea foreign မှာလုပ်ချင် English တော့နည်းနည်းကြောင်းဖို့လိုတယ်နော် English စာတော့လိုတယ်ဒါမှမဟုတ်တရုတ်စာလည်းမစိုးပါဘူးနော်တရုတ်ပြည်ကလည်းအလုပ်တွေအများကြီးရှိတယ် so တရုတ်စာကျွမ်း English စာနှစ်ခုတည်းတစ်ခုတော့ရထားဖို့လိုတယ်နော် because UI job တွေတော့များလို့ foreign western country မှာပဲများနော်သူတို့ကပဲအလေးထားတာအဲ့ကြောင့်နော် freelance သမားတွေတော့ကြောက်ပြောင်းပြန် freelance သမားတွေတော့ကျတော့အခုကတကယ်အဆင်ပြေခြင်းနဲ့ဆိုရင်ကျွန်တော်ခုနကပြော personal brand နဲ့လို့ပဲနော် like မျက်နှာပြတယ်ဆိုဒီ class ထဲမှာရှိရဆိုအကုန်လုံးမျက်နှာပိတ်ထားကြတာနော် like မျက်နှာပြရဲဖို့လိုတယ်နော် like ဟိုဝိဒါစားလည်းလာကြမလို့ကင်မရာလည်းကြည့်နေကြမလို့မျက်နှာပြရဲဖို့လိုပဲနော်မျက်နှာအများကြီးပြဖို့လိုပဲ that freelance နေနဲ့ customer ရခြင်းသေးရဆိုရင်တော့အဲ့အရေးကြီးတယ်နောက်တစ်ခုကကျတော့ freelance ကကျတော့career သမားနဲ့ပြောင်းပြန်ကိုလုံးတဲ့ project 5ခုပဲဖြစ်ဖြစ်6ခုပဲဖြစ်ဖြစ်အဲ့ဒါအကုန်လုံးတစ်ခုပဲလုံးမရအောင် customer တယောက်အတွက်ပဲလုပ်ရမယ်ပြီးသွားလို့ရှိရင်အဲ့ industry တစ်ခုတည်းကိုပဲ specialize လုပ်မှရမယ်ဥမာကိုက ancient မြေသမားတွေအတွက်လုပ်မယ်ဆိုရင် ancient မြေ website example ကြီးပဲ5ခုလုပ်ထားမှရနော်ပြီးသွားလို့ရှိရင် title ကိုလည်းဒီလား real estate website designer specialist နော် so real estate ပဲဆွဲရအဲ့လိုမျိုးသဘောအဲ့ပြီးသွားလို့ရှိရင်ကိုကအဲ့အားဆွဲပြီးလို့ရှိရင် real estate သမားတွေကိုပဲစကားလိုက်ပြောအဲ့ဒါဆိုရနိုင်တယ်အလုပ်ချက်ချင်းရနိုင်တယ်နော်အဲ့လိုလုပ်မှရ freelance ဆိုရင်ကြောင်းပြန်နော်ဟုတ်အဲ့လိုရှိတယ်နော်အခုက beginner ဆို decide လုပ်တာပြီးသွားလို့ရှိရင်ဥပမာကျွန်တော် Telegram group ထဲမှာဆိုဘယ်လိုမျိုး content တွေလုပ်တင်လဲဆိုတာပြောရတယ် freelance သမားတွေအတွက်လေနော် so အဲ့မှာအပေါ်မှာဆောင်းပါးလေးတစ်ခုရေးထားတယ်ဖတ်လို့ရလားမသိအဲ့လေးဖတ်လာအဲ့မှာဆိုမနေ့ဖြစ်တော့ content စလုပ်လို့ရပြီအဲ့လို video လေးရှိတယ်အဲ့လိုမျိုးလေးလုပ်လိုက်ပြီးသွားလို့ရှိရင်ကျွန်တော်ဟိုတော့မှအဲ့ channel ထဲမှာ TikTok တင်နေဆိုရင် TikTok account link လေးပို့ပေးကျွန်တော် follow လုပ်ပေးမယ် okay ကျွန်တော် support လည်းလုပ်ပေးမယ် follow လုပ်ပေးမယ်တင်လိုက်နော်ရေးရလုပ်လိုက်နော်ရှက်တယ်ဆိုရင်ကိုယ့်မိသားစုတွေအကုန် block ထားနော်အဲ့လိုလုပ်လို့ရတယ်ကိုယ် career စလုပ်ချင်တယ်လို့မိတယ် okay 2027 okay နောက်မိကိုခုရှိအောင်ပါရှိပါဒီ last မိကို and then homework review လုပ်ပြီးရင်သွားမှာရ ကျွန်တော်မေးစရာရှိတော့ okay ဟိုကလေစစချင်းဟိုနော် UI UX designer စဖို့ဆိုလို့ရှိရင်ဘယ်ဟာစလုပ်တင်လဲဒီ Figma ပေါ့ Figma မှာလား technical ပြောရလားဘယ်လိုပြောရလဲနော် ဟုတ်တယ် technical မှာပေါ့နော်ကျွန်တော်အခုက UI UX design ကိုစိတ်ဝင်စားလို့စဖို့ဟာဘယ်ဟာစတင်လဲပေါ့ ၄ယောက်ကိုပိုင်တော့၄ယောက်နဲ့ component တကယ်အဲ့နှစ်ခုကအသားကြီးကြည့်ရအဲ့နှစ်ခုပိုင်90%လောက်ပြီးသွားပြီဟုတ် so really ဒီ class နဲ့အရင်ကပြီးသွားတဲ့ class အဲ့နှစ်ခုပိုင်သွားလုံးဝပိုင်ကျွန်တော်ကလုံးဝပိုင်သွားအဲ့ class ရဲ့တင်တာပဲလိုက်လုပ်တတ်ဖို့မဟုတ်ဘူးအဲ့ class ထဲမှာတော့ဘယ်လိုမျိုးဆက်ပြီးလေ့လာလို့ရလဲဆိုရှိတယ်အဲ့ class ရဲ့ theory တွေတကယ်ပိုင်နေအောင်အကျွမ်းနေအောင်အဲ့ဆိုတော့ beginner level ရပါတယ် begin actually အဲ့ဆိုတော့ like ဟိုမြန်မာမှာရှိတဲ့ 60% လောက်ထက်တော့တော်ပြီကွာဒါကြောင့်အမခံပြောတာအဲ့ဒါပိုင်နိုင်တော့နော်ပြီးသွားတော့အဲ့ပေါ်မှာထပ်တက်ဖို့လိုသေးတယ်ဘာလို့ဆို AI အသစ်လာတဲ့ AI ကတအားတော့နော်အသစ်လာတဲ့ AI တွေက component လည်းကျွမ်းတယ်ဟိုလည်းကျွမ်းတယ်ဟိုပါလေ auto လေးရောက်လည်းကျွမ်းတယ် so နည်းနည်းလေးတော့ခက်ပါလူထက်အများကြီးကျွမ်းတယ်တို့ကနော် so designer ဆိုအဲ့မှာနေမပြီးဘူးလေ Figma software ကိုကောင်းကောင်းလုပ်တတ်ဖို့လည်းမပြီးဘူးတကယ်လည်း design လုပ်တတ်ဖို့လိုတယ်နော်ဆိုအဲ့ဒါလေးရောလုပ်ထားဖို့လိုတယ်ဒါကျွန်တော်သင်ပေးရဒါပေမဲ့ခုနကပြော technical ကြီးပဲလုပ်ချင်တယ်ဆိုတော့ component နဲ့အဲ့ဟ
ဟွာလေ component နဲ့ auto layout ကိုပိုင်းနဲ့လို့ maybe prototype နည်းနည်းလေးတော့တင်တာ client နဲ့လုပ်ချင်တယ်ဆို prototype နည်းနည်းလေးတော့တင်တာဟုတ် ဟုတ်ကဲ့ alright okay so ဒီမှာအကြောင်းသားတယောက်ကhomework လေးလုပ်စူးစမ်းလေးလုပ်ထားတော့ဒါလေး review လုပ်ချင်တယ်ကျွန်တော်မသွားခင် so သူက real estate အတွက်လုပ်ချင်real estate ဟိုအင်စာပေးထား real estate အတွက်သူ design လုပ်ထားတယ်ဒီ design မှာ okay so ဒီ design ကို review လုပ်ရအောင်ဆိုတော့လေကြုံတော့ပြောချင်တယ်နော်အကုန်လုံးလေတကယ် design လုပ်ပြီဆိုရင်လေ prototype ဖွင့်တာနော် product အမြင်ဖွင့်တာပြီးသွားလို့ရှိရင်ဒီမှာ responsive ပြောင်းလိုက်ပြီးလို့ရှိရင် high UI ဒီလိုဖွင့်တာဒီလိုအဲ့လို design လုပ်နော်အမြင်ဒီလိုကြည့်ပြီးလုပ် okay ဒီလိုကြည့်နော်ဒီမှာကြီးပဲဆွတ်ပြီးတော့မဆွဲနေနဲ့ responsive ဖြစ်နေမှလည်းရတယ်နော် responsive ပြောင်းပြီးတော့ဒီမှာစ design လုပ် okay so ဒီ design ကိုကြည့်ရမယ်ဆိုရင်ပထမအဆုံးကလေသိလားအဲ့ color scheme တွေကိုလေ color scheme ကိုနည်းနည်းလေးတော့လေ့လာတင်တယ်တဲ့လားနော်ဒါ suggestion ပေးရတယ် UI design နေတယ်အခု color scheme ကရွှေရောင်သုံးထားပေမဲ့လို့ဒီထက် color တွေအများကြီးဖြစ်နေသေးလားဒီဓာတ်ပုံမှာဆိုရင်လေဒီဓာတ်ပုံမှာကြည့်ဆိုအပန်းရောင်တွေရောအပြန်ရောင်တွေရောအစိမ်းရောင်တွေရောဟုတ်လားအဲ့လိုမျိုးရှိရအများကြီးရှိပြီးရွှေရောင်ရောဆိုအကုန်လုံးရံဖြစ်နော် so really ကျွန်တော်တစ်ခုပဲပြင်ရမယ်ဆိုရင် color scheme ကိုပြင်ချင်တယ်ပြီးသွားလို့ရှိရင် color scheme ကအဓိကကဒီအနောက်ခံဓာတ်ပုံနော်အနောက်ခံဓာတ်ပုံလှိုင်းရင်ဟို main design မကောင်းရင်တော့မှကောင်းတယ်လို့မျိုးခံစားရတယ် okay so ဒီလိုမျိုး hero section အကြီးတွေမှာဓာတ်ပုံကောင်းထားမယ်ဆိုရင်ဒီလာလိုက်ဓာတ်ပုံလေးကို ion site နော်ဓာတ်ပုံအကြီးထားမယ်ဆိုဓာတ်ပုံလေးကို ion site ကို design မကျွမ်းရင်တော့မှဓာတ်ပုံကတစ်ခါလေး carry လုပ်ပါနော်ဓာတ်ပုံနောက်မှာပဲ line စီးလို့ရတယ်နော်အဲ့လေး ion site so ဓာတ်ပုံရွေးရဆိုအချိန်ကြာရွေးဒီမှာဆို color အများကြီးဖြစ်နေနော်ဒီနေရလည်းနည်းနည်းလေး ion နောက်တယ်နော်ဆိုအဲ့လိုမျိုးလေးရှိနော်အဲ့တစ်ခုရှိမယ်နောက်တစ်ခုကလေဒီကောင်ကတတ်လောက်ထားလာတော့မသိဘူးဒီအပေါ်မှာလေ gradient almost the linear gradient ထည့်ထားတယ်နော် linear gradient လေးထည့်ထားတယ်ဒီဟိုဟာဒါကကူးလိုက်ပဲကူးရဲ့ access ပေးထားလားမသိဘူးမပေးထား okay အဲ့တော့ဒီကနေပဲပြောလိုက် okay so ဒီခုနပြလို့ဒီ header နားမှာဟိုဟာလေးရှိနေ linear gradient လေးရှိနေနော်ဒီဆိုဒီအပေါ်နားကနေပြီးမဲဝါပြီးတော့မှဒီအောက်ဖြူလာနော်သူလုံးချင်တဲ့သဘောကလိုက်ဒီဗာလဲဒီနားစာလေးမြင်အောင်လုပ်ချင်တယ်နော်အဲ့လို design လုပ်တာကိုက beginner အနေနဲ့ design ဆွဲမယ်ဆိုရင်လေဖြစ်နိုင်ရင် gradient မသုံးဘူးနော်အဲ့ sequence လေးတစ်ခုလုပ်ချင်ဖြစ်နိုင် gradient မသုံးနဲ့ gradient ပိုင်ဖို့တအားခက်တယ်နော် gradient အကြောင်းတော့နောက်မှအဲ့တော့ plus သက်လုပ်ပေးမယ်gradient ပိုင်ဖို့တအားခက်တယ် gradient ကိုပိုင်နဲ့လုပ်တော့ခက်တယ်တော်တော်များများ beginner designer တွေက gradient ဆိုဒီလိုမျိုးထည့်တာဒီလိုထည့်တာ don't do it is နော်ကျွန်တော်တော့မှ gradient သိချာမပိုင်ကျွန်တော်ထပ်ပိုင်လို့ဆိုင်တာအများကြီးပဲနော် so ကျွန်တော်အဲ့လောက်မပိုင် gradient မသုံးနဲ့နော်ဖြစ်နိုင်မသုံးနဲ့ကျွန်တော်အဲ့ portfolio website တွေသွားကြည့်လိုက်ကျွန်တော် website မှာ gradient သုံးတာနည်းနည်းတအားနေနော်မရှိသလောက်ပဲ gradient မသုံးနော်beginner အနေနဲ့ဆိုနည်းနည်းခက်တယ် gradient ကျွမ်းကျင်တယ်ဆိုရင်တော့အဲ့ gradient video တွေအများကြီးလိုက်ကြည့် online မှာ gradient video တွေရှိတယ် gradient ကိုလုံးဝပိုင်အောင်လို့အဲ့ဆိုတော့အဲ့ဆိုတော့ tech company နဲ့လုပ်လို့ရတယ် AI company တို့ပါအဲ့လိုမျိုးသူတို့တွေက gradient တော့သုံးတယ်နော်ဆိုအဲ့လေရှိတယ်ဖြစ်နိုင်တော့ gradient မသုံးနဲ့ကျွန်တော်ဆိုရင်ဒီနေရာမှာဆိုရင်လေဒီဟာကို screenshot ရတာကျွန်တော်ဒီ design မှာဆိုရင် header ကိုလေ header တစ်ခုလုံးကိုဒီလိုလုပ်ပလိုက်မယ်โอเคဒီလိုလုပ်လိုက်ပါဒီလိုလုပ်ပြီးတော့စာထည့်နော်မလုံးအဲ့လိုမလုပ်ချင်တော့မှ90လောက်လုပ်ထားလိုက်90မဟုတ်လဲ90လောက်လုပ်ထားလိုက်လုပ်ထားပြီးတော့မှစာထည့်နော်အဲ့လိုမျိုးတော့ဘာလို့လဲဆိုတော့ဒီလိုမျိုးဟိုစာပေါ်မှာဘယ်လိုခေါ်လဲဓာတ်ပုံပေါ်မှာစာထည့်တဲ့ button တွေကအနေများတယ်နော်အဲကျွန်တော် TikTok မှာလည်းအဲ့အကြောင်း video လေးလုပ်ထားတယ်လွတ်သွားလို့ရှိရင်သွားကြည့်လိုက်နော်အဲ့ရောသေချာရှင်းပြထားတယ်ငါတင်တော့တင်ရပြီမတင်ရသေးဘူးထင်တယ် oh sorry my bad မတင်ရသေးအဲ့ video နောက်မှတင်ပေးမယ် so အဲ့လို background menu bar လုပ်တဲ့အချိန်မှာအဲ့ဓာတ်ပုံပေါ်မှာစာတင်တာလေဒီလားလိုက်ကိုကတော်တော်လေးပိုင်မှတင်မပိုင်လို့ဆိုမတင်နဲ့အဲ့နည်းနည်းလေးမားဖို့လွယ်နော်အဲ့လိုရှိတယ် okay အဲ့လေးပြောချင်တယ်နောက်တစ်ခုကကျတော့ဒီ button okay
ဒီ button design ကအဲ့ဒီ button design ကအဲ့လိုမလုံးနဲ့เนาะတကယ် button ပြောင်းလိုက်เนาะကို button လုံးမယ်ဆို button ပြောင်း really ကိုကဟိုအခုမှ beginner အနေနဲ့စချင်နေဆိုရင်လေအများကြီးအစမ်းကျယ်မထွင်တော့မှဒီလိုမျိုးလေးထွင်လာလို့ရမှာcontact ရအဲ့လိုမျိုးသဘောဟုတ်လားအဲ့လိုမျိုးဒီလိုမျိုးလေးဒီလိုမျိုးအဲ့လိုမျိုး button လေးနော်ဒါအလွယ်ပြတာဒီလိုမျိုးလေးထည့်ထားလိုက်နော် button လွယ်နဲ့ကြည့်ရဟိုကြည့်ရင်ကြည့်လိုက်လို့ရှိရင်လွယ်နဲ့မြင်ရမယ်နော်ဟိုလိုမျိုးဖြစ်နေလို့မရဘူးဟိုလိုအခုလိုဒီ button တွေဖြစ်နေလို့မရဘူးဒီ button ဆိုရင်ဒီမှာဒီ button ဆိုရင်ဒီမှာစာကြီးကသိလာလိုက်ဒီနောက်ကဓာတ်ပုံနေနဲ့ရင်ဖြစ်ပြီးပြောက်နော်အဲ့လိုမဖြစ်စေနဲ့နော်အဲ့လေးတစ်ခုရှိမယ်နောက်တစ်ခုကဘာပြင်မလဲဆိုတော့ let's see ဒီ button ရတအားကြီးရယ် okay ဒီ button ရတအားကြီးရယ်ဒီဘောဟာတွေကအများကြီး spacing ရတအား balance မဖြစ်နေဘူးနော်အဲ့လိုမျိုးလေးဖြစ်နေဆိုအဲ့လေးတစ်ချက်ညှိနော်ပြီးသွားလို့ရှိရင်ဒီ button ရဒီလိုစအများကြီးနဲ့ button တွေကိုနည်းနည်းရှောင်သိလားဒီလောက်ကြီးရှည်ဆိုနည်းနည်းရုပ်ဆိုးရယ်နော် I would အဲ့လေးတစ်ချက်ပြန်လေ့လာနော်နောက်တစ်ခုကဒီမှာ color သုံးတာနှစ်ခုပေါ်တေချာလေးကို list လုပ်တာဒီလိုမျိုး list လုပ်တာမှန်တယ်သိလားနော်ကိုက UI designer လုပ်ရှင်တယ်တကယ်အလုပ်ရှောက်မယ်ပါညာသိလားလေဒီ practice တွေကဒီလိုမျိုးလေးလုပ်တတ်တာတော်တော်လေးကောင်းတယ်နော် beginner နီးနောက်တာ crazy good တော်တော်လေးကောင်းတယ် okay နောက်တစ်ခုဒီမှာ primary color နဲ့ secondary color သုံးတာ is really good ငါတို့ company မှာလည်းအဲ့လိုပဲလုပ်တာဒါမဲ့လို့သူ့ရဲ့ primary color တစ်ယောက်လည်းဖြစ်နေတယ်တကယ်ဆို primary color တစ်ယောက်လည်းမလုပ်နဲ့နော် hue scheme နဲ့တော့သိလား hue scheme ဆိုတာသိလားhue scheme ဆိုတာဒီလိုမျိုးခဏလေးred hue အဲ့ဒီမှာတော့ဒီလိုနော်ဒီလိုမျိုးလေးတက်အနက်ကနေပြီးတော့အဲ့ဒီမှာဒီလိုအလင်းကနေပြီးတော့အနက်အဲ့လိုမျိုးပြောင်းသွားအဲ့လိုမျိုးဟာလေးထွင်တာနော်ဒီလို hue scheme ထွင်တက်အောင်လို့နော်အဲ့ဘယ်မှာရှာ AI မှာလည်းမေးလို့ရတယ်နော်အဲ့လိုမျိုးလေးထွင်တက်အောင်လို့ပြီးတော့လို့ဒီမှာနေမပြီးနေဒီပုံမှာဆက်သွားသေးတယ်အဖြူလေးထိလေအဖြူကနေအလဲမှာအနီနော်အဲ့လိုမျိုးလေးဒါပေမဲ့ဒီလောက်အများကြီးအဆင့်မကြော်ကျင်တော့မှဂျားထဲမှာလိုက်total 4ရောင်လောက်တော့ရှိရမယ်နော်4ရောင်လောက်တော့ရှိရမယ်အဲ့လိုမျိုးသဘောတော့နော်အမြင် design တော့အဲ့မှာ primary color လို့ခေါ်တယ်4 set နော်4 set ဖြစ်5 set ဖြစ်ဒါ join ရဆိုတော့10 set ပေါ့နော်အဲ့လိုမျိုးနော် beginner ဆိုတော့4 set လောက်နဲ့ရတယ် primary 4 set secondary 4 set နော်အဲ့လိုမျိုးဖြစ်မှာရ okay အဲ့ဒါမှလာပါအခုကကျတော့ဒီနှစ်ရောင်လေးဖြစ်နေရောကိုကဒီနှစ်ရောင်လေးနဲ့ကစားနေတာတိတ်အဆင်မပြေဘူးနော်အဲ့ဒါလေးရှိမယ်နောက်တစ်ခုကဒါ UI designer အကုန်လုံး beginner တွေအကုန်လုံးပြပြနော်ဓာတ်ပုံ really အချိန်ပေးပြီးတော့လုပ်ဓာတ်ပုံ AI ဓာတ်ပုံကြီးဒီလိုပြတ်မထည့်ဒီပုံကြီးကတိတာတယ် AI ကြီးမင်းတိတာတယ်နော် AI ဓာတ်ပုံလုပ်ချင်တယ်ဆိုရင်လည်း AI ဓာတ်ပုံကောင်းလေးလုပ်ဖို့လိုတယ် okay like ဘယ်လိုခေါ်လဲဒီဓာတ်ပုံတွေကဒီလိုမျိုးရုပ်ဆိုးနေရဆိုရင်ပြဿနာတက်နိုင်နော်အကယ်၍ကိုက design ကောင်းရင်တော့မှဒီလိုမျိုးပုံကြီးနေဆိုဘယ်သူမှကိုယ် like သိလားလေးစားမှာမဟုတ်နော်အဲ့လိုမျိုးရှိတယ်ဓာတ်ပုံအရေးကြီးတယ်နောက်တစ်ခုကကျတော့ဒီမှာဘာလေးဆို button တွေနော် button တွေပြီးသွားလို့ရှိရင်လေဒါ beginner တွေပြောတာ only for beginner ကျွန်တော်ဒီထဲမှာပြောတဲ့ advice တွေက beginner တွေတော့နော်ကိုယ်ဆရာကြီးဖြစ်သွားလို့ရှိရင်တော့ကြိုက်တယ်လို့ပြောရတယ် okay beginner တွေတော့ကဒီမှာဆိုကြည့်အဖြူစာအမဲ text right အဖြူစာလင်းတဲ့ background မှောင်တဲ့စာနော်ဒီမှာဆိုရင်မှောင်တဲ့ background လင်းတဲ့စာဒီမှာဆိုရင်မှောင်တဲ့ background လင်းတဲ့စာလို့တော့ပြောင်းမြန်နေဖြစ်ပြောင်းမြန်နေခုံနေနော်ပြောင်းမြန်မခုံနေနော်ကိုက beginner ဆိုရင်ပြောင်းမြန်မခုံနေပြောင်းမြန်ခုံရင်မှားဖို့ကျင်းများတယ်မှားဖို့ chance များတယ်နော်ဖြစ်နိုင်ရင်ပြောင်းမြန်ခုံတဲ့ဟာတွေသိမလို့လေနော်အကုန်လုံးlink background အမောင်စာဆို link background အမောင်စာအဲ့လိုပဲသွားနော်အဲ့လိုပဲဖြစ်နိုင်တော့သွားဒီ section ကြီးအဲ့လိုမခုံနဲ့အဲ့ဟို online က reference တွေမှာကြည့်ပြီးတော့အဲ့လိုခုံတာဖြစ်ကောင်းဖြစ်နိုင်နော်ဆိုတော့အဲ့ဒါပဲချက်တတိထားနော်ကျွန်တော်အဲ့ advice တွေပဲဒီနေ့လောက်ပေးခြင်းတယ် okay နော် font size ကလည်းအကုန်လုံးအဆင်ပြေ font size last comment font size က font style ကဒီမှာသူက Lucia Bright ဆိုပြီးလုပ်ထားတယ်ဒါပေမဲ့ body font ကလည်းဒါပဲเนาะအထင်ကြီးနည်းနည်းယူပါ body font ကိုတခြား font style ပြောင်းเนาะဖြစ်နိုင် body font ကို font style ပြောင်း body font ကလည်း body font 1ဆိုပြီး body 1ဆိုအဲ့လိုလုပ်တယ် body font ကအနည်းဆုံး၄မျိုးလုံးမှရမယ် big body small body เนาะ
ပြီးသွားလို့ရှိရင် big bold body bold ဆိုတာစာထူတယ် bold body ပြီးသွားလို့ရှိရင် small bold body เนาะဆိုတင်တာ big bold big body ပြီးသွားလို့ရှိရင် small bold small body small bold body เนาะဆို၄မျိုးเนาะအထူနဲ့အပါပဲเนาะအထူနဲ့အပါအကြီးနဲ့အသေးเนาะ၄မျိုးအဲ့လိုဖြစ်ဖို့လိုတယ် heading ကတော့ကိုကြိုက်တယ်လို့မှန်တယ်เนาะပြီးတော့ဒါ font နောက်တစ်ခုပြောင်းလိုက်ဒီ font pair ကောင်းကောင်းလုပ်လို့ရတဲ့ဟာလေးပြောင်းလိုက်เนาะအဲ့လေးပဲဒီနေ့က take away ပေးချင်တယ် okay good now class ကြရင်ပြန်တွေ့မယ်now class မှာ review လုပ်ပေးရမယ်ဆိုရင်Telegram ထဲမှာเนาะlink လေးပို့ထားပေး okay link အရင်ပို့ထားတဲ့လူတချို့3ရက်လောက်တော့အချိန်ရှိတယ်လို့လုပ်ပေးမယ် okay good okay so အခါနော် double လေးရိုက်ချင်လို့ရမလား like group photo လေးတစ်ခုလောက်ရမလား okay ဖြစ်နိုင်တော့ကင်မရာလေးဖွင့်ပြီးလို့ရမလားတော့မဖွင့်ရပါတယ်ဖွင့်ရင်တော့ပိုကောင်းလာပေါ့တော့လေကျွန်တော် okay hello 3 2 1 okay oh မပါပါဘူး okay ပြန်ရမယ်လာစီကျပြန်ဖွင့်ပြန်မယ် okay 3 2 1 okay ကျေးဇူးပါနော်လာပြီးတော့ okay so now ဘာသာပြန်တွေ့နော် Telegram group တွေပြန်ကြလို့စကားရေးဝင်ပြောနော် personal brand ထောင် freelance လုပ်ချင်တဲ့လူ personal brand ထောင် okay ကျွန်တော် content တွေပြောထားတယ်နော်ဘာမှကျွမ်းစရာမလို okay ဘာမှတိကြမလို့ခုရစလို့ရတယ် okay ကျွန်တော်မှတားကြောက်တယ်ကျွန်တော်လူတားကြောက်တယ်ကျွန်တော်ကင်မရာတားကြောက်တယ်ကျွန်တော်မလေးစူးစမ်းနေရတာရှေ့တတိကိုမွေးလာတာ so